တော့activity မလုပ်တာလဲတော်တော်လေးကြာသွားတယ်ဒီကြားထဲမှာinternship ကိစ္စတွေရောတခြားကိစ္စတွေနဲ့ပေါ့နော်အဲ့တော့ပြန်ပြီးတော့ဆုံးရတာဝမ်းသာပါတယ်ဒါနဲ့ပြန်စအောင်ပေါ့နော်အခုတော့အခုဒီညကနေပြောပြမယ် SE core concept အကြောင်းအရာတွေကရှေ့ဒီ week 1ကနေ week 10လောက်ထိကိုပြောပြီးသားအကြောင်းအရာတွေပါပဲ core concept တွေအကြောင်းကိုမှဘယ်လိုမျိုးလေ့လာရမယ်ဘယ်လိုစာအုပ်တွေသုံးတယ်သူတို့မှာဘယ်လို tips and tricks တွေရှိရဆိုတာကိုပြောပြီးသွားပြီ SE major နဲ့ပတ်သက်တဲ့concept တွေအကုန်လုံးကြီးပါပေါ့နော်အဲ့တော့အဲ့ဒါကိုအခုကဘာလဲဆိုရင်အစအနေပြန်စပြီးပြောမှာဆိုတော့အခုလက်ရှိဒီ computer တက္ကသိုလ်အထူးသဖြင့် UCSY မှာဆိုsemester စုံကဏ္ဍတွေပေါ့စုံကဏ္ဍတွေပဲရှိတယ်တနည်းအားဖြင့်2 4 6 8 10ပေါ့နော်10အခုတော့9ရတော့ကိုလိုကန်လာတာထားလိုက်တော့အဲ့တော့ semester 2မှာ SE core concept မရှိသေးဘူး4မှာရှိတယ်6မှာရှိတယ်8မှာရှိတယ်9ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီအထဲမှာကိုဒီကျောင်းဖွင့်တဲ့ရာသီပေါ့ဒီကျောင်းဖွင့်တဲ့ရာသီမှာ sem 4 6 8အဲ့ဒီအထန်းတွေအတွက်ကို core concept တွေကိုပြောပြသွားမယ်ဆိုတော့ sem 4မှာအခု join တဲ့ညီလေးနဲ့ညီမလေးစာတွေအခုစတင်နေကြရပါတော့စတင်နေကြတဲ့အထဲမှာဟိုတင်တာတော့တင်နေတာပဲဒါပေမဲ့ဒီတင်သွားတဲ့အကြောင်းအရာတွေကရှေ့တင်မှုတဲ့အကြောင်းအရာတွေနဲ့ဘယ်လိုမျိုးချိတ်ဆက်တယ်လဲဒါပြီးနောက်လာမဲ့ concept တွေနဲ့ဘယ်လိုမျိုးဆက်နွယ်တယ်လဲဆိုတာကိုပြောပြသွားမယ် tips and tricks တွေလည်းပြောပြသွားမယ်ပေါ့နော်ဆိုတော့ဒါအရင်ဆုံးနှုတ်ဆက်တာပါကိုနာမည်ကတော့လင်မွေးရံပါအကြောင်းမှလည်းတွေ့ဘူးမှာပါနော်ဆိုတော့ဒီ webinar မှာဘာအကြောင်းပြောမလဲဆိုလို့ရှိရင်ဒီကွန်ပျူတာတက္ကသိုလ်တွေမှာရှိတဲ့ SE major ရဲ့သင်ရိုးပေါ့နော် SE major သင်ရိုး SE roadmap ကိုပြန်ပြီးပြောပြသွားမယ်ပြီးလို့ရှိရင်အဲ့ဒီ roadmap ထဲမှာ DMSC အခုဒီညပြောမယ် DMSC ဆိုတာဘာကြောင့်လေ့လာတင်တယ်လဲပြီးရင်တော့ဒီဘာသာရပ်နဲ့ပတ်သက်တဲ့ resource တွေရှိမယ်ဒီဘာသာရပ်သင်ပြီးတဲ့အနောက်ကိုယ်တိုင်ဖန်တီးတတ်ရမယ်ပစ္စည်းတွေပေါ့နော် artifact တွေပေါ့အဲ့ဒါတွေရှိတယ်ဆိုတော့ဒီ DMSC artifact တွေကပါတယ်လဲနောက်တစ်ခုက DMSC ပြီးတဲ့နောက်ဒီ data modeling ဘာသာရပ်ပြီးလို့ရှိရင်နောက်လာမယ့်ဘာသာရပ်ကဘယ်လိုအကြောင်းအရာတွေသင်ရမလဲဆိုတာတွေရှိမယ်ပြီးတော့နောက်ဆုံးကပါဆို do's and don'ts ရှောင်ရန်ဆောင်ရန်လေးတွေရှိမယ် tips and tricks ဒီဘာသာရပ်ကိုလေ့လာတဲ့အခါကျရင်တကယ်ထိရောက်အောင်ဘယ်လိုမျိုးလေ့လာမလဲဆိုတော့အကြံပေးချက်လေးပြောပြသွားမယ်နော်အဲ့တော့ကျောင်းမှာသင်တဲ့ SC roadmap ကိုပြန်ပြီးတော့ပြပြပေးသွားပါမယ်ဆိုတော့ကျောင်းမှာသင်တဲ့ဘာသာရပ်တွေဒီ SC နဲ့ပတ်သက်တဲ့ဘာသာရပ်တွေကိုအုပ်စုနှစ်ခုခွဲလို့ရတယ်ပထမအကြောင်းအရာပါပထမအုပ်စုကဘာလဲဆိုတော့ SDLC လို့ခေါ်တဲ့ Software Development Life Cycle SDLC ဘာသာရပ်တွေပေါ့နော်အဲ့တော့အဲ့ဒီ SDLC ဘာသာရပ်တွေထဲမှာဆိုရင်ဘာတွေပါမလဲဆိုရင်fundamental SC ဆိုပြီးတော့သင်ခဲ့တယ်အဲ့တော့ညီလေးညီမလေးတို့စီမှာတော့ဒီ sem 3မှာစပြီးသင်ခဲ့တယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ fundamental SC လို့ခေါ်တယ်အဲ့တော့မှတ်မိတယ်မလား waterfall တို့ prototyping တို့အဲ့ဒါသင်ခဲ့ရတဲ့ဘာသာဆိုတော့အဲ့ဒီတော့ဆိုလို့ရှိရင် software process အကြောင်းတွေသိခဲ့တယ် requirement အကြောင်းနည်းနည်းလေးသိတယ်ပြီးတဲ့နောက် modeling အကြောင်းနည်းနည်းလေးသိထားတယ်ပြီးတဲ့နောက်အခုဘာသင်နေရလဲဆိုလို့ရှိရင် requirement engineering နဲ့ analysis modeling နော်အခု DMSC ဆိုတာကဘာလဲဆိုလို့ရှိရင်အဲ့ဒီ requirement engineering နဲ့ analysis modeling ဆိုရင်နှစ်ခုကိုပေါင်းပြီးတော့မှသင်ထားတာအဲ့တော့အခုညီလေးညီမလေးတို့အခုသင်နေတဲ့ဘာသာရပ်ကဒီနှစ်ခုနဲ့အကျုံးဝင်တယ်ပေါ့နော် requirement engineering နဲ့ analysis modeling နဲ့အကျုံးဝင်တယ်အဲ့ဒါပြီးသွားရင်ဘာလာမလဲဆိုတော့ software design ဆွဲတဲ့ဟာ design modeling သူကပုံဆွဲရတာတော့ပုံဆွဲရတာပဲဒါပေမဲ့ဘယ်လိုတွေdetail ကျသွားတယ်လဲဆိုတာမျိုးပေါ့နော်ကိုယ့်ရဲ့ software ကိုဘယ်လို technology တွေသုံးတယ်ဘယ်လို structure တွေသုံးမယ်ဆိုတာကို detail ကျသွားတဲ့ပညာရပ်ပေါ့အဲ့တော့ဒါ design modeling semester နောက်လာမယ့် semester တွေမှာသင်ရလိမ့်မယ်ပြီးလို့ရှိရင် coding ကတော့အခုလည်းအရင် sem တော့လည်းသင်ဘူးတယ်ဟုတ်နော်အခု sem ဆိုလို့ရှိရင် elective ဆိုပြီးရွေးကြမှာဟုတ်တယ်မလား Python တို့ဒီ Spring Boot တို့ J2EE တို့အဲ့လိုမျိုးရွေးရမှာပဲဆိုတော့ coding ကတော့ထားလိုက်တော့ဒါ core concept ထဲမှာမပါဘူးဒါပေမဲ့ဒါဒီဘာသာရပ်တွေလည်းရှိရပါတော့ coding ရှိတယ်ပြီးတော့မှ testing and quality assurance ဆိုတဲ့ဘာသာရပ်ကြီးရှိတယ်ဆိုတော့ sem 7မှာကိုတို့ကဆိုလို့ရှိရင် sem 7မှာသင်ရတယ်အဲ့တော့ sem 7မှာဆိုလို့ရှိရင်ကိုတို့ကsoftware ရေးပြီးသား software ကိုမှ test ဘယ်လိုစစ်ရလဲဒီ software ရဲ့ quality ကိုအာမခံချက်ရှိအောင်ဘယ်လိုမျိုး
လိုက်နာရမလဲဘယ်လိုအချက်လက်တွေနဲ့တိုင်းတာရမလဲပေါ့အဲ့ဒါမျိုးတွေကိုပြောပြတယ်ဒီဘာသာရပ်မှာဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ဒါတွေသင်ရလိမ့်မယ်ဆိုတော့ဒါဘာလဲဆိုလို့ရှိရင်ဒီဘာသာရပ်တွေကဒီ fundamental SE ကနေမှာ testing and quality assurance ထိတည်ဘာလဲဆိုရင် software တစ်ခုဖြစ်ပေါ်လာစေပေါ့ကိုယ့်အနေကို software တိစောက်တတ်ဖို့အတွက်သင်ပေးတဲ့ဘာသာရပ်တွေပါเนาะဆိုတော့ဒီဟာတွေနောက်အုပ်စုတစ်ခုကဘာလဲဆိုလို့ရှိရင် higher level သူကကြတော့ software ရေးသားခြင်းနဲ့ပတ်သက်ပြီးတော့မှပို့ပြီးအဆင့်မြင့်တဲ့ပညာရပ်တွေပေါ့ဆိုတော့ပထမတစ်ခုကဘာလဲဆိုလို့ရှိရင် managing software project ဒါကတာမန် coding level မဟုတ်ဘဲနဲ့ project manager level အထိရောက်အောင်သင်ပေးတဲ့ဘာသာအဲ့တော့ဒီဘာသာရပ်ထဲမှာဆိုလို့ရှိရင် project တစ်ခုစတော့မယ်ဆိုရင်ဘယ်လိုမျိုးအချိန်စရာတွေဆွဲရမလဲပြီးလို့ရှိရင်လူတွေကိုဘယ်လိုမျိုးတာဝန်တွေခွဲပြီးတော့ချမှတ်ပေးရမယ်ပြီးလို့ရှိရင်ဒီ software ရဲ့ကိုပေါ့နော်ဈေးနှုန်းသတ်မှတ်တာပေါ့ဒီ software က10သိန်းတန်လား30တန်လားစသဖြင့်ဒီမျိုး software ရဲ့ဈေးနှုန်းသတ်မှတ်တဲ့ဟာတွေရှိမယ်ပြီးတော့တယောက်နဲ့တယောက်ဒီcollaboration လုပ်ပြီးတော့မှ coding အတူတူရေးတဲ့ခါကျရင်ဘယ်လိုမျိုးပြဿနာမတက်အောင်ဘယ်လိုရှောင်ရမလဲဆိုတာတွေကိုဒီဘာသာရပ်ထဲမှာသင်မယ် software project management ပါနော်သူက management အပိုင်းကိုသွားတဲ့ဘာသာရပ်ဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် management information system ဆိုတော့ဒီ management information system မှာဆိုရင်သူကစီးပွားရေးလုပ်ငန်းတွေပေါ့နော်ဒီ company အကြီးစားတွေမှာအတန်မကြားရဘူး။ကြားတဲ့လူတွေရောကြားရလား။ Hello ညီမတော့ကြားရတယ်Okay ညီမတော်တာမောရောခုရောကြားလားဟုတ်ကြားပါ Okay ညီမလေးတော်တာမောမကြားရဘူးဆိုလို့အခုရောအတမ်းမလို့ lift ပြုပောက်ခဲ့ရပါတယ်လေညီမတော်တာမောဘယ်လိုပဲလုပ်မကြားရအောင်ဆိုလို့ရှိရင် meeting ကိုခဏထွက်ပြီးတော့ပြန်ဝင်ကြည့်လိုက်เนาะအဲဆိုရင်ရတတ်တယ်ဒါမှမဟုတ်လို့ရှိရင်နှစ်ချက်တို့ဘာလို့မကောင်းတာလဲဖြစ်နိုင်တယ်တည်မလား wifi ဒီ bluetooth တို့ဘာလို့ဆိုလို့ရှိရင်net ကြောင်တတ်တယ်အဲ့ဒါနည်းနည်း try ကြည့်လိုက်နော် okay အဲ့ဒါဆိုရင်ဆက်ပြီးပြောပါမယ်အဲ့တော့အမြင့်ပိုင်းဘာသာရပ်တွေဆိုရင် managing software project ရှိမယ်ပြီးတဲ့နောက် management information system သူကကြာကိုတို့ semester 8မှာသင်ခဲ့ရတာဆိုတော့သူက manager level သူက project တစ်ခုတည်း manage လုပ်တာမဟုတ်ဘဲနဲ့ company တွေမှာဆိုရင် department အများကြီးရှိတယ်ဟုတ်တယ်မလား marketing department ရှိရ finance department ရှိရအဲ့လိုမျိုး company တိုင်းမှာဘာ department လဲရှိလဲဆိုရင် IT department ဆိုတာလည်းရှိဟုတ်နော် IT department ဒီ company တစ်ခုလုံးစာသုံးနေတဲ့ software တွေ hardware တွေ database တွေအကုန်လုံးကိုဒီ company ရဲ့ project တွေအကုန်လုံးကိုထိန်းချုပ်တဲ့ဒီဌာနဆိုတာရှိဒီ IT department ပေါ့ဆိုတော့ဒီလိုမျိုး IT department တနည်းအားဖြင့် CTO level တွေရဲ့တည်တဲ့အကြောင်းအရာတွေကိုသူကသင်ပေးတာ management information system ဆိုတာဆိုတော့လုပ်ငန်းတစ်ခုတည်ထောင်ပြီဆိုရင်ဘယ်လို information system တွေလိုအပ်တယ်ကိုယ်စီးပွားရေးနဲ့တခြားသူတွေရဲ့စီးပွားရေးရှင်ကြည့်လိုက်ရင်အားသာချက်ရနေအောင်ဘယ်လို information system တွေသုံးရမယ်ဆိုတာမျိုးတွေကိုဒီထဲမှာရှင်းပြရတယ်ပေါ့နော်ဆိုတော့စီးပွားရေးပိုင်းနဲ့ IT ဘိုင်းကိုသူကပေါင်းကူးပေးတာလို့ပြောလို့ရတယ်ပြီးတဲ့နောက် software re-engineering အခုကိုတို့ဒီ semester 9မှာသင်နေရတယ် final year မှာသူကဘာလဲဆိုရင် software အသစ်ရေးတာမဟုတ်ဘဲနဲ့ရှိပြီးသား software ကိုပြန်ပြီးတော့သုံးလို့ရအောင်မလုပ်လဲဆိုလို့ရှိရင်ပြုပြင်တာ maintenance လုပ်တာအဲ့လို maintenance လုပ်တဲ့အခါကျရင်ရှိပြီးသား software ကကိုရေးတာမှဖြစ်ချင်မှဖြစ်မှာလေဟုတ်တယ်မလားတခြားသူရေးထားတဲ့ software တခုကိုကပြန်ပြင်ရတာဖြစ်ဖို့ကပိုများနေတယ်ဟုတ်တယ်မလားအဲ့တော့သူများရေးပြီးသားမှာသူတို့ရဲ့ documentation တွေသူတို့ရေးခဲ့တဲ့ဆွဲခဲ့တဲ့ diagram တွေ documentation တွေတခြားပေါ့နော်ဒီလို description တွေအဲ့ဒါတွေစုံလင်ရှိရင်တော့ကောင်းတယ်เนาะလွယ်တယ် error တွေပြင်ရတာ maintenance လုပ်ရတာလွယ်တယ်ဒါပေမဲ့တကယ်လို့ဒါအဲ့ဒီကိုပြင်ရမယ်ပေါ့ကို maintenance လုပ်ရမယ် software ကြီးကဘာမှမရှိနေဘူးဒီတိုင်းပဲ coding ကြီးပဲတည်တံ့ရှိနေမယ်ဆိုရင်ဘာလုပ်ရမလဲဆိုတော့အဲ့ဒီ coding ကနေပြန်ပြီးတော့တစစီဆွဲပြီးတော့တစစီဖြုတ်ကြည့်ရတာကိုတို့ဒီ Lego အယုတ်စက်တဲ့ခါကြလို့ရှိရင်လေဒီ Lego အယုတ်ဘယ်လိုခေါ်မလဲအပိုင်းစာတွေပေါ့တစချင်းစီပြန်ပြီးဆွဲဖြုတ်ကြည့်ရတာ
အဲ့ဒါမျိုးပေါ့နော်ဆိုတော့ re-engineering ဆိုတာဘာလဲဆိုလို့ရှိရင် coding ကနေမှဟို coding ကနေ modeling အထိmodeling ကနေမှ analysis model အထိအဲ့ဒီ analysis model ကနေ requirement အထိဆိုပြီးတော့အဲ့လိုမျိုးပြန်ပြီးပြောင်းပြန် engineering process ကိုပြောင်းပြန်လှန်တဲ့flow မျိုးကိုဘာလို့ခေါ်လဲဆိုတော့ re-engineering လို့ခေါ်တယ်ဆိုတော့အဲ့လိုမျိုးပြောင်းပြန်လှန်ပြီးလုပ်တဲ့အခါကျမှပဲ coding ကနေမှ requirement ဆိုပြီးတော့ထွက်လာမယ်ဟုတ်နော် coding ကနေ model ကနေမှ requirement ဆိုပြီးပြောင်းပြန်ထွက်လာမှာရှေ့ SDLC ဘာသာရပ်တွေတော့ဆိုလို့ရှိရင် requirement တွေမှာ modeling ထွက်တယ် modeling ကနေမှ coding ထွက်တာအခုကအဲ့ဒါဘာလဲဆိုတော့ပြောင်းပြန်လုပ်မှာဒီဘာသာနော်ဆိုတော့ re-engineering လုပ်မယ်ဆိုလို့ရှိရင်ဒီလိုကိုယ် requirement တွေအကြောင်းသိလာမယ် modeling အကြောင်း modeling နဲ့structure တွေထွက်လာမယ်အဲ့ဒီခါကျတော့မှကိုယ် maintenance ကောင်းအောင်လုပ်ရမှာဆိုတော့ဒီဟာတွေကဘာလဲဆိုလို့ရှိရင် modeling နဲ့ပတ်သက်SE နဲ့ပတ်သက်တဲ့ဘာသာရဲ့အုပ်စုနှစ်ခုပေါ့နော် SDLC ဘာသာရဲ့တည်ရှိတယ်ပြီးရင်အမြင့်ပိုင်းဒီ managing software project MIS ပြီးတော့ re-engineering တွေရှိပါတယ်အဲ့တော့အခုဒီညပြောပြမယ် DMSC data modeling and software engineering ဆိုတာကဒီ SDLC ဘာသာရပ်တွေထဲမှာဒီ SDLC ဘာသာရပ်တွေထဲမှာဘယ်ဟာမှာပါတယ်လဲဆိုလို့ရှိရင်ဒီအပိုင်း၃ပိုင်းပေါ့နော်ဒီအပိုင်း၃ပိုင်းနဲ့အကျုံးဝင်ပါတယ်ဆိုတော့အခု DMSC ဆိုပြီးတော့မှ data modeling and software engineering ဘာသာရပ်ထဲမှာဆိုရင်ဘာအကြောင်းတွေတွေ့ရမလဲဆိုရင် requirement engineering အကြောင်းတွေ့ရလိမ့်မယ် analysis modeling အကြောင်းပြီးနောက် design modeling အကြောင်းနည်းနည်းနော်တွေ့ရလိမ့်မယ်ဆိုတော့ requirement engineering ကိုတော့အပြည့်အစုံဒီ semester မှာတကယ်ကိုအပြည့်အစုံသင်ရလိမ့်မယ် analysis modeling လည်းအဲ့ဒီတိုင်းပဲ analysis model နဲ့ပတ်သက်ပြီးညီလေးညီမလေးတို့ diagram ဘယ်နှခုကြားဘူးခဲ့လဲနော်၃မျိုးတော့ကြားဘူးမှာပဲ use case class sequence အဲ့ဒါတော့ကြားဘူးလိမ့်မယ်ပြီးတော့ whole semester 1လောက်တော့ဆွဲခဲ့တဲ့ဘာရှိမလဲ flow chart ဒါတော့ထားလိုက်ပါအဲ့တော့ဒီအရင်တော့တင်ဘူးတယ် use case class sequence diagram 3ခုရယ်အခုဘာတွေကြံသေးလဲဆိုလို့ရှိရင် diagram 2မျိုးတက်ထပ်ပြီးတော့တင်ရလိမ့်မယ် analysis modeling ဘိုင်းမှာဆိုတော့ analysis model ကိုအပြည့်အစုံတင်ရမယ်ပြီးတဲ့နောက် design modeling analysis model ပြီးတဲ့နောက် design model ထုတ်တယ်ဆိုတဲ့ဟာမှာ design model အကြောင်းကိုနည်းနည်း intro စလိုက်မယ်ဒီဘာသာရမှာပေါ့နော်ဆိုတော့ design modeling ဆိုတာဘာလဲသူ့မှာဘယ်လို component တွေပါတယ် design modeling structure ကိုဘယ်လိုဆွဲရလဲစသဖြင့်နည်းနည်းအနည်းချင်းလေးတွေ့ရလိမ့်မယ်နော်အဲ့တော့ကဒီအပိုင်းတွေကိုအကျုံးဝင်ပါတယ်ဒါ DMSC focus ဖြစ်ပါတယ်ပြီးလို့ရှိရင် DMSC ကိုဘာကြောင့်သင်ရလဲပေါ့နော်ဆိုတော့ဘာကြောင့်သင်ရလဲဆိုလို့ရှိရင်အဓိကအကြောင်းရင်းကတော့၃ချက်ပေါ့ခုနပထမချက်ကဘာလဲဆိုရင်ညီလေးညီမလေး requirement အကြောင်းကိုဟိုးအရင် semester တုန်းကဘာတွေနဲ့ပဲသင်ခဲ့လဲဆိုရှင် user scenario ဆိုတာနဲ့ပဲသင်ခဲ့တယ်မှတ်မိလား use case ဆိုပြီးတော့ user scenario ဆိုပြီးတော့အဲ့လိုပဲအကြမ်းပြင်းပဲသင်ခဲ့တာဟုတ်တယ်နော်အခုကဘာလဲဆိုလို့ရှိရင်အဲ့ဒီ use case တို့ user scenario တို့ကိုပေါင်းဆက်ပြီးတော့ requirement specification ကောင်းကောင်းရေးတတ်အောင်သင်ပေးသွားမှာအဲ requirement engineering အဲ့ဒီ requirement ကိုကြည့်ပြီးတော့မှဒီ requirement တွေကတကယ်စီလျော်မှုရှိလားကိုက်ညီမှုရှိလားရှေ့နောက်ညီညွတ်မှုရှိသလားတိကျလားမှန်ကန်လားပြည့်စုံလားဒါတွေကိုစစ်ဆေးတဲ့အကြောင်းအရာတွေလည်းပါလာလိမ့်မယ်အခုကိုခံမှန်းကြည့်တော့ဆိုလို့ရှိရင်အခုကျောင်းဖွင့်တာတစ်လရှိပြီဆိုတော့အခုဒီလောက်ထိတော့ရောက်နေတယ်နော် SRS ရေးတဲ့အပိုင်းတွေပါတယ်เนาะကျောင်းမှာအဲ့လောက်ထိတော့ရောက်နေပြီထင်တယ်နော်အဲ့ဒါပြီးရင်ဘာအကြောင်းလာမလဲဆိုလို့ရှိရင် requirement analysis modeling မှာလက်ကျန်ပေါ့လက်ကျန် diagram 2မျိုးကိုသင်ဖို့အဲ့တော့လက်ကျန် diagram 2မျိုးဆိုတာဒီခဏနေဆက်ပြီးပြောသွားလိမ့်မယ်ပေါ့နော်အဲ့တော့အခု analysis modeling နဲ့ပတ်သက်ပြီးတော့အခုအဆုံးခန်းတိုင်သွားလိမ့်မယ်အခုအတင်မဲ့အသစ်ပေါ့ model diagram အသစ်နှစ်ခုပြီးသွားပြီဆိုရင်ဒါ analysis modeling အပိုင်းကတော့ပြီးသွားပြီအဲ့တော့ဘာနောက်တစ်ချက်ပါလဲဆိုရင် software design concept အကြောင်းကိုစပြီးတော့ intro လုပ်ဖို့ပေါ့ဆိုတော့သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်ဒီ၃ခုနဲ့သွားတာပေါ့နော် requirement gathering requirement engineering ဆိုတဲ့နေရာမှာဆိုလို့ရှိရင်လည်း requirement တွေဘယ်လိုမျိုး gathering လုပ်တယ်ပြီးလို့ရှိရင် specification ရေးတဲ့နေရာမှာဆိုလည်းဘယ်လို method တွေသုံးတယ်ဆိုတာကိုအဲ့လိုမျိုးအဓိကသင်ပေးသွားမှာဆိုတော့ခုနကကိုပြောသလိုပဲဒါ analysis modeling ထဲမှာဆိုလို့ရှိရင်လည်း diagram တွေကိုအရင်တုန်းကသင်ပြီးသား diagram တွေအပြင်ကိုမှနောက်ထပ်ဘာတွေပါလာမလဲဆိုတော့ process modeling နဲ့ conceptual modeling ဆိုတာနှစ်ခုပါလာလိမ့်မယ် process model ဆိုတာတခြားမဟုတ်တော့ data flow diagram လို့ခေါ်တယ် DFD လို့ခေါ်တယ်အခု
ပုံနေစဆွဲနေကြပြီလားမသိဘူးမဆွဲလောက်သေးဘူးเนาะအခုချိန်တော့မရောက်လောက်သေးဘူးအဲ့တော့ဒီ data flow diagram ဆိုတဲ့ဟာကိုသင်ရလိမ့်မယ် ADFG အဲ့ဒါပြီးရင် conceptual model ဆိုတာတခြားမဟုတ်ဘူး database သင်ခဲ့ကြတယ်ဟုတ်တယ်မလားအရင် semester လောက်တုန်းကအဲ့ဒီမှာသင်ခဲ့ရလိမ့်မယ်ER diagram ဆိုတာလေER diagram ကိုသင်ရလိမ့်မယ်အဲ့ဒါဘာလဲဆိုတော့ conceptual model လို့ခေါ်တယ်အဲ့တော့အရင်တော့ကသင်ခဲ့တယ်အရင်တော့ကသိပြီးသားဖြစ်တယ် use case class sequence 3ခုရှိတယ်ဟုတ်နော် use case class sequence 3ခုရယ်အခု process modeling ပြီးတဲ့နောက် conceptual model ဆိုစုစုပေါင်း diagram 5ခုပြည့်ပြီဆိုရင်အဲ့ဒါကို analysis model လို့ခေါ်တယ်ဟုတ်လဲနော်ဆိုတော့ပြီးတဲ့နောက်ဒီ analysis modeling အပိုင်းပြီးရင် software design modeling အကြောင်းမှာ basic လေးတွေကိုသူကပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ဘာတွေသုံးလဲဆိုလို့ရှိရင်ဒီဘာသာရပ်အတွက်က primary textbook တွေဆိုရင်3ခုရှိရပါတော့ဆိုတော့ဒီပထမတစ်အုပ်ကတော့အရင်တော့ကမြင်ဘူးမှာပဲဒီ software engineering ဆိုစာအုပ်အနီးအဲ့ဒါကြီးကနေဘာတွေသင်မလဲဆိုလို့ရှိရင်အဓိကတော့ requirement အကြောင်းတို့ပါတော့ပေါ့နော်အဲ့ဒီအကြောင်းတွေပါမယ် requirement specification ဒီ SRS ရေးတဲ့အကြောင်းဆိုလို့ရှိရင်ဒီအလဲရစာအုပ်ပေါ့ဒီက Rajib Mall ရဲ့ fundamental of software engineering ဒီအလဲရစာအုပ်ကြီးကတော့အဓိကသုံးတယ်ပြီးတော့ညီလေးညီမလေးတို့ project လုပ်လို့ရှိရင်ရေးရမယ့် format ပေါ့နော် SRS format ကဘယ်ကလာလဲဆိုလို့ရှိရင် teacher တွေပေးလိုက်မယ်အဲ့ဒီ format ကဘယ်ကလာလဲဆိုရင်ဒီစာအုပ်ထဲကလာတာအလဲရစာအုပ် Rajib Mall တွေကပေါ့နော်ဆိုတော့ तू က SRS ရေးတဲ့ format လေးဒီရိုးရှင်းတယ်လွယ်ကူတယ်ကြစ်လက်တယ်ပေါ့အဲ့တော့အဲ့ဒီအတိုင်းလေးလာလိုက်မယ်ဆိုတော့ဒီစာအုပ်ပြီးတဲ့နောက်ကိုပြောတဲ့ diagram 2မျိုးအသစ်သင်ရမယ်ပုံဆွဲနည်း2မျိုးအသစ်သင်ရမယ်ဆိုတာဒီစာအုပ်ထဲကဖြစ်ပါတယ် essential of system analysis and design ကိုရောအဲ့ဒါကိုအတူကောက်ဘာလို့ခေါ်လဲဆိုရင် SAD လို့ခေါ်တယ် SAD ဆိုတော့ system analysis and design SAD set 1နေတာမဟုတ်နော်system analysis and design ဒီစာအုပ်အဝါကြီးအဲ့တော့ဒီစာအုပ်3ခုကိုခွာပြီးတော့သင်ရပါလိမ့်မယ်။အော်ဒီကပထမစာအုပ်အနီးကြတော့ဘာအကြောင်းသင်မလဲဆိုရင်ဒီထဲကနေ design modeling အကြောင်းသင်မှာ design model အကြောင်း chapter 9နော်အဲ့ဒါကိုသင်သွားမှာအဲ့တော့ဒါစာအုပ်နာမည်ဖြစ်ပါတယ်ဒီစာအုပ်တွေရဲ့ file တွေကိုဆိုလို့ရှိရင်ကိုတို့ဒီ club မှာတင်ပေးထားရပါတော့ club ရဲ့ဟိုမှာဒီ resource section မှာတင်ပေးထားပါတယ်ပြီးတဲ့နောက်ဒီဘာသာရပ်မှာဆိုလို့ရှိရင် outline အနေနဲ့ကပထမဒီစာအုပ်အဝါပေါ့ SAD စာအုပ်ထဲမှာဆိုရင် chapter 4 6 7အဲ့ဒါတွေကိုသင်တယ် Rajib model မှာဆိုလို့ရှိရင်ဒီ4ရယ်5ရယ်အဲ့ဒါအဓိကသင်ပါတယ်ဒီ SCP ရဲ့စာအုပ်အနီးထဲမှာဆိုရင် chapter 7ဒါအမှန်မှအရင်သင်ပြီးသားเนาะဟိုအရင် sem 4လောက်တော့သင် sem 3တော့သင်ခဲ့ပြီးသားဒီ chapter 7တို့အခုအသစ်ပါလာမှာပါလဲဆိုတော့ chapter 9စာအုပ်အနီးထဲဆိုရင်ဒီ design concept ဆိုတဲ့အကြောင်းကိုသင်ရလိမ့်မယ်အဲ့ဒါဒီ chapter 9အခုခံမှန်းကြည့်မယ်ဆိုရင်ဒီလေးညီမလေးတို့အခုရောက်နေတာပါလဲဆိုတော့ဒီ Rajib Mall စာအုပ်ထဲက requirement analysis and specification ဆိုတဲ့အပိုင်းကိုရောက်နေမယ်ထင်တယ်ဟုတ်လားအခုသင်နေတဲ့အကြောင်းအရာလေးတွေလေနားထောင်ကြည့်ရတာဆိုလို့ရှိရင်เนาะ requirement အကြောင်းဖြစ်ဖို့များတယ်เนาะအဲ့ဒါပြီးရင် teacher တွေကဘယ်ဟာကိုသွားမလဲဆိုတော့ဒီ SAD အကြောင်းသွားလိုက်မယ်ဒီစာအုပ်အဝါတွေကပေါ့နော်ပုံဆွဲတဲ့အပိုင်းတွေပါလာလိမ့်မယ်အဲ့တော့ SAD ထဲမှာဆိုလို့ရှိရင် system planning and selection ဒါ chapter 4သူကဘာအကြောင်းတွေပါမလဲဆိုတော့software project တွေအများကြီးရေးစရာရှိတဲ့အထက်မှာဘယ် project ကရေးရင်စီးပွားရေးအတွက်အကိုက်ဆုံးအကျိုးမြတ်ရဆုံးဖြစ်လိမ့်မလဲဆိုတာမျိုးတွေ့ရတာတွေပါမယ်အဲ့တော့တွက်တဲ့ခါကျလို့ရှိရင်ကိုတို့ကဗာလဲ PB တို့ပြီးလို့ရှိရင်ဒီ ROI တို့အဲ့လိုမျိုးတွက်ရတာတွေရှိလိမ့်မယ်အခုစတွက်နေကြရလားတော့မသိဘူးကိုတို့ဇယားနဲ့တွက်ရတာရှိရလေဒီအခုနှစ်မှာဘယ်နှစ်ဒေါ်လာရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုလို့ရှိရင်နောက်ဘယ်နှစ်နှစ်နေရင်ဒီ project ကနေဘယ်လောက်ပြန်ပြီးတော့အမြတ်ရမယ်ပေါ့နော်အရင်ပဲချိန်ကြည့်မလဲဆိုတာမျိုးတွေ့ရတာတွေရှိလိမ့်မယ်အဲ့တော့ဒါကဘာလဲဆိုရင် SAD စာအုပ်ရဲ့ chapter 4ထဲမှာတွေ့ရပါလိမ့်မယ်အဲ့ဒါပြီးရင်ဒီ chapter 6သူ chapter 6မှာကြတော့ဒီ process modeling ဆိုတာတွေ့ရမယ်အဲ့ဒီမှာဘာလဲဆိုတော့ကိုပြောတဲ့ data flow diagram ပေါ့နော် data flow diagram ကြောင်းတွေ့ရမယ် data flow diagram ဘယ်လိုဆွဲရလဲသူ့ရဲ့စီးမြင်စည်းကမ်းတွေကဘာတွေရှိလဲဒါတွေကိုသင်ရလိမ့်မယ်နောက်တစ်ခုကဘာလဲဆိုရင်ခဏလေးနော်
sorry ပါကို internship တော့ကိုဖုန်းဆက်လို့ပါပုံမနီဖုန်းစာမသိဘူးအဲ့ဒါခဏလေးထားလိုက်တာ miss call နှစ်ခါလောက်ဖြစ်သွားတော်သေးပြန်ဆက်လို့ internship တွေဝင်ရတော့မယ်ငါလည်းစိတ်ညစ်တယ်ပြောမယ်internship ဝင်ကဒီ CV form ရေးရင်เนาะကျောင်းတက်တုံးကိုအပြင်းထူနေခဲ့လားတကယ်စူးစမ်းနေလားဆိုတာတွက်ကွက်ကွင်းကွင်းပေါ်တာပဲကိုကျင်တတ်သလားကိုမကျင်တတ်ဘူးလားဆိုအဲ့မှာပေါ်တာကို CV form ရေးတဲ့ခါကျတော့ဒီ SE major ယူပြီးတော့9နှစ်လုံးလုပ်ခဲ့တင်ခဲ့တဲ့ဥစ္စာမှာ project 3ခုပဲထွက်တယ်အဲ့လိုပေါ့နော်ကိုရေးတကယ်အဆအဆုံးရေးထားတဲ့ software project အလက်စားပေါ့ကြီးစားတော့မဟုတ်အဲ့ဒါဒီ3ခုပဲထွက်တယ်အဲ့တော့လမ်းကြုံပေါ့နော်မှာကျင်တာကအခုဆိုလို့ရှိရင် DMSE တို့ဘာလို့စပြီးတင်နေရပြီအဲ့ requirement အကြောင်းdesign အကြောင်းနည်းနည်းလေးစသိပြီဆိုတော့အပြင်သင်တန်းတွေစပြီးတော့တက်ထားပါ web development သင်တန်းတွေ mobile development သင်တန်းတွေအဲ့ဒါလေးသင်ထား mobile မလုပ်နိုင်ရင်တော့မှ web လောက်တော့ရအောင်လုပ်ထားပါနော်ဆိုတော့အခုပြောမဲ့ဒီ DMSE တို့လာမဲ့ UML modeling တွေtesting တို့ quality assurance ဆိုအဲ့ဒါတွေနဲ့ပေါင်းစပ်ပြီးတော့လုပ်နိုင်အောင် project တွေများများရေးနိုင်အောင်လုပ်ထားပါအဲ့ဒါမှပဲအခုလိုမျိုးကိုတို့ဖုန်းလာတဲ့အချိန်တွေပေါ့နော်internship ဆင်းရတော့မဲ့အချိန်မှာကိုကစပြစရာ project တွေများများရှိမှာဖြစ်ပါတယ်နော်ဒါကြော်ညာဝင်တာပါအဲ့တော့ okay chapter 7ရပါလဲဆိုရင်ဒီ conceptual data modeling ဆိုတာဒီတခြားမဟုတ်ဘူး database မှာသင်ခဲ့ဘူးတဲ့data ဘာလဲ ER model ပေါ့နော် ER diagram အဲ့ဒါကိုထပ်ပြီးတင်သွားဒါပေမဲ့ဘာလဲဆိုလို့ရှိရင်ညီလေးအောင်မြင့်မြတ်တစ်ခါမေးဘူးတယ်အဲ့ဒါ notation မတူဘူးပေါ့နော်ဒီ database တုန်းကတင်ခဲ့တဲ့ ER diagram ကလည်းမှန်တယ်အခုသင်မဲ့ diagram လည်းမှန်တယ်ဒါပေမဲ့ဘာမတူလဲဆိုရင် notation မတူဘူးအရင် database တုန်းကသုံးခဲ့တဲ့ဟာဒီ database မှာတင်ခဲ့ ER ဒီသူက UML ပုံစံ UML style နဲ့သူကဆွဲထားတာအခုတင်မဲ့ဒီ ER diagram က Crowfeet notation နဲ့ဆွဲထားတာအဲ့တော့နှစ်ခုလုံးကအဓိပ္ပာယ်ချင်းတူတယ် notation မတူဘူးပေါ့နော်ဆိုတော့ဘယ်ဟာသုံးမှန်လားဆိုတော့မှန်တယ်အဲ့ဒါပြီးရင်ဒီစာအုပ်အနီးတဲ့ကနေမှာ chapter 7ကပြန်ပြီးနှွှေးရုံလောက်ပဲသင်လိုက်မယ်ဒီချက်တွေကလေပြန်ပြီးနှွှေးရုံလောက်ပဲသင်လိုက်မယ်အဓိကအသစ်ကဘာလဲဆိုလို့ရှိရင်ဒီ chapter 9ကြီးအဲ့ဒါတော်တော်လေး heavy ဖြစ်တယ် chapter 9ရောက်လို့ရှိရင်လေရောက်လို့ရှိရင်တေချာလေးအာရုံစိုက်ဖို့လိုမယ်ဘာလဲဆိုတော့ concept လည်းများတယ်လိုက်မှတ်ရတာလည်းနည်းနည်းရှုပ်တယ်ပေါ့နော် design concept အကြောင်းတွေသင်ရလိမ့်မယ် design concept ဆိုတာကဘာလို့ဆိုလို့လဲသူ့မှာ component တွေဘာတွေပါတယ်အဲ့ဒါမျိုးတွေပြီးတော့ design principle တွေပေါ့ software design ဆွဲပြီဆိုလို့ရှိရင်ဘယ်လို principle တွေနဲ့စဉ်းစားရတယ်ဆိုတာမျိုးတွေကိုတေချာသင်ပေးလိုက်မယ်အဲ့လို design principle တွေကကြတော့ coding ရေးတတ်ရုံတီးတတ်နဲ့မရနိုင်တဲ့အကြောင်းအရာတွေပေါ့နော်အဲ့တော့ design တွေကောင်းထားမှာပဲ design concept ကောင်းထားမှာပဲ coding ကောင်းမှာအဲ့တော့နောက်ထပ်ဒီ chapter 12ရကြပါဆို user experience design ဒါကြတော့ article တစ်ခုလောက်ပဲသင်ပါ 12.1 တစ်ခုလောက်ပဲသင်လိုက်မယ်နော်အဲ့တော့ဒါပါလဲဆိုလို့ရှိရင်သူ့ရဲ့outline ပေါ့ဆိုတော့တကယ်လို့ကိုကအခုအကြောင်းမှတင်တာလဲတင်တာပေါ့ဒါပေမဲ့ဒီဟာကိုကိုယ့်အကို set study လုပ်မယ်သို့မဟုတ်စာပြန်နှွှေးတော့မယ်ဆိုရင်ဒီအကြောင်းအရာတွေကိုဘယ်ကနေဘယ်လိုစပြီးတော့နှွှေးရင်ကောင်းမလဲပေါ့ဘယ်လိုမျိုးအစီအစဉ်တိုင်းနှွှေးရမလဲဆိုတာကိုပြောရမယ်ဆိုလို့ရှိရင်အဓိကအပိုင်း3ပိုင်းခွဲလိုက်ပထမပိုင်းကဘာလဲဆိုတော့ requirement engineering အပိုင်းဒုတိယပိုင်းက analysis modeling ပိုင်းတတိယပိုင်းနောက်ဆုံးပိုင်းကကြတော့ design concept ဆိုပြီးတော့ပိုင်း3ပိုင်းခွဲလိုက်ပထမပိုင်းထဲမှာဘာတွေဖတ်ရမလဲဆိုလို့ရှိရင်အဲ့ဒီ SAD တွေကခုနဒီစောက်အဝါတဲ့ chapter 4ပြီးတော့ Rajat Moore ရဲ့ chapter 4ဒါ requirement အကြောင်းတွေပါမယ်ပြီးရင် SCPA တွေကဒီစောက်အနီတွေကဆိုရင် chapter 7အကြောင်းလဲဆိုတော့ understanding requirement ဆိုတာတကယ်လို့ကိုကဒီ chapter 7တစ်ခုလုံးကိုမဖတ်နိုင်ဘူးဆိုရင် 7.2 လောက်ဖတ်ရင်ရောရတယ်ဘာလို့ဆိုတော့ 7.2ကကိုမှတ်မိတယ်သူ title ပါလဲဆိုတော့ requirement engineering တဲ့အဲ့တော့အဲ့ဒီ article လေးဖတ်ရင်ကလုံလောက်ပြီအဲ့ဒါဖတ်ပြီးသားပြီဆိုရင် chapter 12မှာဆိုရင် 12.1 เนาะ chapter 12တစ်ခုလုံးမပါဘူးသူက 12.1 တစ်ခုပဲအဲ့ article ထဲမှာဆိုရင် user experience လုပ်တဲ့ခါကျရင်ကိုယ် software မှာ UI UX သမားတွေရောပါလာပြီဒီထဲမှာအဲ့တော့ UI UX ဆွဲပြီဆိုလို့ရှိရင်ဒီ user ရဲ့experience ကိုအကောင်းဆုံးဖြစ်အောင်ပြီးတဲ့နောက် user အမျိုးအစားထဲမှာတန်းမှာကျန်းမာတန်ဆွမ်းတဲ့ပေါ့နော်ကျန်းမာတန်ဆွမ်းတဲ့ user တွေကသူတို့တက်ကဘာမှတိတ်မလို့ဒါပေမဲ့အမြင်အာရုံချို့ယွင်းနေပေါ့နော်တချို့အယောင်တွေဆိုမမြင်ရဘူးဒါမှမဟုတ်လို့ရှိရင်ဒီအမြင်အာရုံနဲ့ပတ်သက်ပြီးတခုပြဿနာရှိရလို့ဆိုလို့ရှိရင်သူတို့တက်ကိုဘယ်လိုမျိုးစီစဉ်ပေးမလဲပေါ့
ဒါမှမဟုတ်မျက်မမြင် user တွေအတွက်ဆိုလို့ရှိရင်ဘယ်လိုမျိုး text to speech တွေထည့်ရမလဲစသဖြင့် user experience နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီမှာ chapter 12မှာသင်ရလိမ့်မယ်နည်းနည်းလေး intro ပြောပြသွားအဲ့တော့ဒီလိုအစဉ်တိုင်းလေးလုပ်ပြီးသွားပြီဆိုရင် part 1ပြန်ပြီးနှွှေးပြီးသွားပြီစာနှွှေးမယ်ဆိုရင်လေပြီးတော့ part 2ကဘာလဲဆိုရင် analysis modeling တနည်းအားဖြင့်ပုံဆွဲတဲ့အပိုင်းတွေပါအဲ့တော့ပုံဆွဲမယ်ဆိုရင်ပုံနှစ်ပုံဆွဲရမယ်လို့ပြောခဲ့ဟုတ်တယ်နော် data flow diagram ဆွဲရမယ် ER diagram ဆွဲရမယ်အဲ့တော့ data flow နဲ့ပတ်သက်ပြီးတော့နှွှေးမယ်စနှွှေးတော့မယ်ဆိုရင်ဘယ်ဟာဖတ်ရမလဲဆိုရင် SAD စာအုပ်ထဲစာအုပ်အဝါထဲက chapter 6တွားပြီးတော့ဖတ်ကြည့်ပါER diagram Crowfield notation အကြောင်းကကြတော့ chapter 7ဖတ်မယ်နော်အဲ့တော့ဒါကဘာလဲဆိုရင်ဒီအစဉ်တိုင်းလေးလောက်သွားပြီးတော့နောက်ဆုံးကြလို့ရှိရင်ကိုတို့ကဒီ design concept အကြောင်းကိုသိဖို့ဆိုလို့ရှိရင် Rajit Moy ရဲ့ chapter 5သူကတော့ပေါ့ပါတယ် design concept အကြောင်းကိုအတူကျုံဖတ်ပြသွားတာအတူကျုံသူကပြသွားပါတော့ပြီးလို့ရှိရင်ဒီစာအုပ်အနီထဲက chapter 9အဲ့ဒါလေးကိုဖတ်ဒီ chapter 9ကတော်တော်လေးများတယ်အဲ့တော့တကယ်လို့အချိန်မရဘူးဆိုလို့ရှိရင်ဒီ Rajit Moy chapter 5နဲ့ပဲအဆုံးသတ်လို့ရပါတော့ဆိုတော့ဒီဘာသာရပ်ကတော့ထုံးစံတိုင်းဖတ်တတ်လို့ရှိရင်တော့တော်တော်လေး knowledge ရလိုက်မယ်မဖတ်တတ်ဘူးကိုကကြက်မှရတယ်ဆိုလို့ရှိရင်တော့ဟိုအလွတ်တော်ရသွားလိုက်မယ်စာမွေးမတိုင်ခင်ဒါပေမဲ့စာမွေးပြီးသွားရတယ်ဒီ concept တွေတစ်ခုမှပါလာမှာမဟုတ်အဲ့တော့ညီလေးညီမလေးတို့ဒါကိုကြက်စာဆိုပြီးတော့မှမတတ်မှတ်စေချင်ဘူးကိုကတော့ဆိုတော့concept တွေ theory တွေအကုန်လုံးကိုနားလည်အောင်လုပ်စီချင်တယ်ကြက်စာဆိုပြီးတော့မှကြက်လိုက်တယ်ပြီးလို့ရှိရင်စာမွေးအောင်သွားတယ် concept တစ်ခုမှပါလာတာမျိုးမပါလာဘူးဆိုလို့ရှိရင်ဘာမှမတန်ဘူးလေဟုတ်မလားအကြောင်းတနေ့လာရတာတန်မှာမဟုတ်โอเคအဲ့တော့ဒီ DMSC ဘာသာရပ်ကိုသင်ပြီးတဲ့နောက်ဘာတွေဖန်တီးရမလဲပေါ့ဘယ်လို artifact တွေဖန်တီးရမလဲဆိုလို့ရှိရင်အဓိကဒီ DMSC ရေးပြီးသွားပြီဆိုသင်ပြီးသွားပြီဆိုတာ ਨੇ ကိုက software requirement specification ကောင်းကောင်းရေးတတ်လာလိမ့်မယ် Wi-Fi မချိန်နိုင်ဘူးလားโอเคမီးလာပြီဆိုတော့အဲ့တော့ requirement specification ကိုညီလေးညီမလေးအရင် semester တော့နည်းနည်းလေးပေါ့နော်ဟိုအနည်းချင်းလေး use case တို့ user scenario တို့အဲ့လိုမျိုးလေးရေးခဲ့ကြတယ်ဟုတ်တယ်မလားအရင် sem 3တုန်းကလည်း project လုပ်ရတယ်ဟုတ်စာပဲရေးပုံပဲဆွဲရတဲ့ project လေးမှတ်မိရမလား SC project ဆိုတဲ့ဟာအဲ့ဒါပါလဲဆိုရင်requirement specification ဆိုပြီးမရေးရသေးဘူးအခုကရေးရလိမ့်မယ်ခုလာမဲ့ project မှာ SC project မှာဆိုတော့ SRS လို့ခေါ်တဲ့ဒီ software requirement specification ထဲမှာဆိုရင် customer requirement တွေကို detail ရေးရတော့မှာ detail ရေးရမယ်အဲ့ဒီ requirement ထဲမှာအမျိုးအစားအများကြီးရှိရပါတော့ functional non functional ပြီးလို့ရှိရင်ဒီ quality စသဖြင့်ဒီလို requirement တွေရှိတယ်အဲ့ဒီ requirement တွေကိုသူ့ရဲ့ section လိုက်အဲ့လိုမျိုး format နဲ့ရေးရတာပေါ့နော်ဆိုတော့ SRS ဆိုတာကဒီ software တစ်ခုလုံးရဲ့စမှတ်လို့ပြောလို့ရတယ်အဲ့ဒီ requirement ကိုကြည့်ပြီးတော့မှကိုတို့က diagram တွေဆွဲတယ် diagram တွေကိုကြည့်ပြီးတော့မှကိုတို့က coding ရေးတယ်ဟုတ်နော်အဲ့ဒီတော့မှပဲကိုတို့က software ဆိုတာထွက်တာအဲ့တော့ requirement မကောင်းခဲ့ရင်modeling ကိုတို့ဆွဲလိုက်တဲ့ diagram တွေကလည်းမှန်မှာမဟုတ် diagram မမှန်မှတော့ coding လည်းမှန်မှာမဟုတ်ဟုတ်လားအဲ့တော့ဒီ SRS အကြောင်းသင်ရလိမ့်မယ် SRS ကိုရေးတတ်သွားလိမ့်မယ်နော်အဲ့ပြီးလို့ရှိရင်ဘာလဲဆိုတော့ requirement analysis model မှာအပြည့်အစုံ full ရေးတတ်သွား full version ပေါ့ဆွဲတတ်သွားလိမ့်မယ်အရင်တော့ကကြတော့ use case class sequence 3ခုကိုမှအကျဉ်းပြင်းပဲဟိုတင်ထားတာဟုတ်တယ်နော်အကျဉ်းပြင်းပဲတည်ထားတယ်အခုကကြတော့ကျန်တဲ့diagram နှစ်မျိုးပေါ့ data flow diagram နဲ့ ER diagram နှစ်ခုကိုလည်းတင်ပြီးသွားပြီဆိုတော့analysis modeling အတွက်ကိုပြီးသွားပြီအဲ့တော့ဒီဘာသာရဲ့ပြီးတာနဲ့ကိုက requirement analysis model တစ်ခုကိုကောင်းကောင်းစောင့်တက်သွားလိမ့်မယ်နော်အဲ့တော့ example တစ်ခုကိုပြပါဆိုလို့ရှိရင်ကိုတို့ရေးခဲ့တဲ့ဥစ္စာပြမယ်ပေါ့နော်ကိုတို့ရေးထားတဲ့ project တစ်ခုကိုပြပါမယ်အခုအတန်ကြားရတာနော်โอเคပါdata modeling မှာဘာနဲ့ဘာထုတ်ရေးတတ်ရမယ်လို့ပြောလဲဆိုလို့ရှိရင်
SRS ရေးတိုင်းရမယ် software requirement specification ရေးတိုင်းရမယ်ပြီးလို့ရှိရင် modeling စောက်တိုက်ရမယ်လို့ပြောတယ်အဲ့တော့အဲ့ဒီနှစ်ခုလုံးကိုတကယ်လက်တွေ့စောက်ထားတဲ့ဟာရှိပါတယ်အဲ့တော့ sample တွေနဲ့ပြမယ်ပေါ့နော်အခုပြမယ် project ကကြတော့ကိုတို့ဒီ Python သုံးပြီးတော့ရေးတကယ်ကို software တစ်ခုဖြစ်ရေးထားတဲ့ project ပေါ့နော်အဲ့ဒီရဲ့ report ပါအဲ့ဒီ report ထဲမှာ SE major မှာတင်ခဲ့သမျှ concept အကုန်လုံးကိုထည့်ပြီးတော့သုံးထားတဲ့အတွက်အခုပြမယ်ပေါ့နော်ညီလေးတို့ဒီ SAM 4ညီလေးညီမလေးတို့ SAM 4မှာဆိုလို့ရှိရင်ဒီ chapter 3ဆိုတဲ့ဟာတွေ့ရနော်ဒီက software requirement specification အဲ့ဒါကြီးရေးရမယ်ပြီးလို့ရှိရင်ဒီ chapter 5ဆိုတဲ့ဒီ requirement analysis modeling ဆိုတာအဲ့ဒါကိုကိုဆွဲတိုက်ရမယ်အဲ့တော့ကိုတို့ဒီ requirement specification ဆိုတာကိုအခုဆိုရင်တင်နေကြပြီဟုတ်နော်အဲ့တော့ဒါဘယ်လိုပုံစံရှိလဲဆိုရင် SRS ထဲမှာဆိုရင် software တစ်ခုကဘယ်လိုအတိုင်းအတာအထိကိုပြဿနာဖြေရှင်းပေးမလဲပေါ့နော်ဘယ်လိုပြဿနာတွေကိုဖြေရှင်းပေးမယ်ဆိုတော့သူ့ရဲ့ scope ရဲ့ပြီးတဲ့နောက် user အမျိုးအစားဒီ system မှာ user ဒီအမျိုးအစားဘယ်နှမျိုးရှိတယ်ဆိုတာမျိုးတွေထည့်ရေးပေးရပြီးတဲ့နောက် operational environment ဒါလေးကအရေးကြီးတယ်ဒီ software ကိုဘယ်လို technical stack တွေပေါ့ tech stack ဘယ်လိုသုံးမလဲ database မှာဆိုလို့ရှိရင် language ကိုဘာသုံးမလဲ framework ဘာသုံးမလဲ database ဘာသုံးမလဲအဲ့ဒါတွေကိုရေးထားတာဆိုတော့ဒါပါလဲဆိုရင် operational environment တွေပါမယ်နောက်တစ်ခုကပါလဲဆိုရင်အရေးကြီးဆုံးကပါလဲဆိုတော့ functional requirement ဆိုတဲ့ဥစ္စာမှာကိုတို့က software တစ်ခုမှာကိုထည့်ပြီးတော့ရေးချင်တဲ့ function တွေ feature တွေပေါ့ feature လို့လည်းခေါ်တယ်အဲ့တော့ feature တွေကိုတို့ကဒီမှာဆိုရင် sign up feature ပါမယ် login feature ပါမယ် view profile feature ပါမယ်အဲ့ဒီ feature လေးတွေဘာလို့ခေါ်လဲဆိုရင် functional requirement လို့ခေါ်တာအဲ့တော့အခုတင်တဲ့ထဲမှာရောတင်ပြီးသွားပြီလားမသိဘူး functional non functional ဆိုတဲ့ဟာတွေလေတင်ပြီးလားတင်ပြီးထင်တယ်နော်အဲ့တော့ functional နဲ့ non functional ဘာကွာလဲဆိုရင် functional ဆိုတာဒီ input ပါတယ် output ပါတယ်ဆိုလိုတာကိုတို့တင်ချာထဲမှာကြည့်မယ်ဆိုရင် f of x ထဲမှာ x ဆိုတာဒီပါလဲ input ဟုတ်နော် f of x ဆိုပြီးတော့မှ function ကနေထွက်လာတဲ့တန်ဖိုးဒီ output ဟုတ်တယ်နော်အဲ့လိုပဲဒီ functional requirement တစ်ခုဆိုလို့ရှိရင် software ရဲ့ feature တနည်းအားဖြင့် functional requirement တစ်ခုစီတိုင်းမှာ input ပါတယ် output ပါတယ်ဥပမာ sign up feature ဆိုပါစို့ sign up လုပ်တယ်တနည်းအားဖြင့် system ဒီကိုတို့ website ထဲကို register လုပ်တယ်ဆိုရင် user ဘက်ကပေးလိုက်ရမယ့် data ရှိတယ် user ကိုပြန်ပြီးထုတ်ပြရမယ့်အရာရှိတယ်ဟုတ်နော် user ပြန်ပြီးထုတ်ပေးရမယ်ဆိုအဲ့တော့ input အနေနဲ့ဆိုရင် credential တွေဝင်တယ်တို့ output အနေနဲ့ဆိုရင် user account ထွက်လာတယ်တို့အဲ့လိုမျိုးပေါ့ input ရယ် output ရယ်ပါတဲ့ requirement ကို functional requirement လို့ခေါ်တယ်ဟုတ်နော်အဲ့တော့ functional requirement အခုဆိုလို့ရှိရင်ကိုတို့ဒီ project အတွက်က functional requirement ဟိုအထိ73ခုထိထွက်ထားတယ်ပေါ့နော်ဆိုတော့ဒါဒီ feature လေးတွေကိုပါတယ်ဒီ software ထဲမှာအဲ့ဒါပြီးရင်နောက်ထပ်ပါလဲဆိုတော့ system constraint ဆိုတာပါလဲဆိုရင်ဒီ software မှာကန့်သက်ချက်လေးတွေပေါ့ဥပမာကိုတို့ online shop ဝယ်တယ်ဆိုလို့ရှိရင်user တယောက်ကို item ဘယ်နှမျိုးပဲဝယ်ရမယ်တော့ပြီးတဲ့နောက်delivery မှာလို့ရှိရင်လည်းဘယ်မြို့နယ်အတွင်းကိုပဲသူက delivery ပို့ပေးမယ်တော့အဲ့လိုမျိုးဒီကန့်သက်ချက်တွေပေါ့ rules and limitation လေးတွေအဲ့ဒါလေးတွေကိုဒါ system constraint ဆိုပြီးတော့သတ်မှတ်ပေးရတယ်နော် software တိုင်းမှာ constraint ဆိုတာရှိရလေဟုတ်လား Telegram မှာဆိုလို့ရှိရင်လည်းသူ constraint တွေရှိရ Facebook မှာဆိုရင်လည်းသူ့ရဲ့ constraint တွေရှိရအဲ့ constraint နဲ့ညှိရင်သူက user ဆက်ပြီးတော့လုပ်ခွင့်မပေးဘူးအဲ့လိုမျိုးပေါ့ constraint တွေရှိတယ်ပြီးတော့ non functional requirement အဲ့ဒီ non functional requirement တွေမှာဘာတွေပါလဲဆိုလို့ရှိရင် software နဲ့ပတ်သက်ပြီးတော့မှ quality တွေပေါ့ဒီ software ဒီပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရမယ်ပြုပြင်ထိန်းသိမ်းနိုင်စွမ်းလည်းရှိရမယ်ပြီးတဲ့နောက်နားလည်နိုင်စွမ်းလွယ်တကူနားလည်နိုင်စွမ်းအသုံးပြုရလွယ်ကူဒါလည်းဖြစ်ရမယ် security ဒီလုံခြုံရေးလည်းကောင်းရမယ်စသဖြင့်ပေါ့ဒီ software နဲ့ပတ်သက်တဲ့ quality တွေပေါ့ဆိုတော့ software ရဲ့ quality ဘိုင်းနဲ့ပတ်သက်တဲ့ဟာတွေကိုကိုကဘယ်လိုအချက်တွေပေါ့ဘယ်လို quality တွေလိုချင်လဲဆိုတာကိုရေးပေးတာအဲ့တော့ SRS ဆိုတာ ਨੇ ကိုတို့ကဒီအကြောင်းအရာတွေပါရမယ်အဲ့တော့ SRS ကအခုကျောင်း project level ဖြစ်တဲ့အတွက်အခုဆိုရင်ဘယ်နှမျက်နှာပဲရှိလဲ3မျက်နှာပဲရှိတာဟုတ်နော်so system scope user မျိုးစား operational environment ပြီးနောက် functional non functional ပါတယ် system constraint တွေပါတယ်အဲ့တော့ဒီ SRS ကဒီကျောင်း project level မလို့3မျက်နှာထွက်တာတကယ်တမ်းလက်တွေ့သုံးနေတဲ့ပေါ့နော်လက်တွေ့ဒီ real world software system တွေရဲ့ SRS ဆိုလို့ရှိရင်စာအုပ်တုပ်လောက်ထွက်တယ်စာအုပ်တုပ်နီးပါးထွက်တယ်အဲ့တော့တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ဒီ SRS ကအခြေခံဖြစ်ပါတယ်ဒီ SRS ကောင်းမှပဲနောက်ထပ်
ဘာထွက်လာမလဲဆိုရင်အဲ့ဒီ modeling ကောင်းကောင်းထွက်လာမှာပေါ့နော်ဆိုတော့ထားလိုက်ပါတော့ okay နောက်ထပ်ကခဏလေးနော်အတင်ကြချိတ်လိုက်အောင်အဲ့မှာမီးလာပြီလားအကိုတို့စီတော့ခုမှမီးလာပါအင်းလေးဆောင်လားโอเคအဲ့ဒါဆိုရင်ဆက်ပြီးပြောပါမယ်ကို project လောက်တော့ chapter 4ဆိုတာပါလဲဆိုတော့ project plan ဒါတော့ထားလိုက်ဒီ project planning အကြောင်းကじゃ SAM 8မှာသင်ရလိမ့်မယ် project plan ချပြီဆိုရင်ဘယ်လို plan တွေထုတ်ရတယ်ဘယ်လိုညှိနှိုင်းရတယ်အဲ့ဒါတွေပေါ့နော်ဒါလေးတွေပါchapter 5ကရောက်ပြီအခု DMSC မှာဘာနဲ့ဘာရေးရမပြောလဲဆိုရင် SRS ရေးတတ်ရမယ် requirement model စောက်တတ်ရမယ်ဆိုတော့ requirement modeling ဆိုတဲ့ဥစ္စာမှာဘာတွေပါရလဲဆိုရင်ဒီပုံကြီးကိုမြင်မှုကြတယ်ဟုတ်ဒါဆိုရင်လူပုံတွေပါတယ်ဘဲဥတွေပါတယ်ဂျားထဲမှာမြားတွေထိုးရတယ်အဲ့ဒါဘာလဲဆိုတော့ use case diagram ဆိုတော့ use case diagram ဆိုတာအချင်းအားဖြင့် user အမျိုးအစားတွေပေါ့ဒီ system မှာပါတဲ့ user အမျိုးအစားတွေရယ်ဒီ system မှာပါတဲ့ functional requirement တွေပေါ့တနည်းအားဖြင့် software ရဲ့ feature တွေဘာတွေရှိတယ်လဲအဲ့ဒါတွေကိုကြီးကပြတယ်ပြီးတဲ့နောက်ဒီဘယ် feature ကိုဘယ် user ကတော့လောက်ခွင့်ရှိတယ်ဘယ် user ကတော့သုံးခွင့်မရှိဘူးဆိုတဲ့အရာတွေကိုသူကပြထားတယ်ဒါပါလဲဆိုရင် use case diagram use case model လို့ခေါ်တယ် use case model ပါတယ်ပြီးလို့ရှိရင် use case modeling တစ်ခုချင်းစီကိုပြန်ပြီးရှင်းထားတဲ့ဒီ description တွေလည်းပါတယ်ပေါ့နော်ဥပမာကိုတို့ကဒီ sign up ဆိုတဲ့ဥစ္စာရှိရဟုတ်တယ်နော် sign up ဆိုတဲ့ဒီ use case ရှိတယ်အဲ့ဒီ use case အကြောင်းကိုတို့ကဒီ use case မှာဘယ်သူကသုံးပါတယ်ဒီ use case ကဘယ်လိုအလုပ်လုပ်ပါတယ်အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာဆိုလို့ရှိရင်လည်းပဲကိုတို့က user ဒီပထမဘယ်ကိုသွားပါတယ်ပြီးတဲ့နောက်ဘယ်လိုခလုတ်ကိုနှိပ်တယ်ပြီးတဲ့နောက် system ကဘယ်လိုဟာကိုပြတယ်သူ့ရဲ့ step လေးတွေကိုကိုတို့ကဒီလိုလေးရေးပေးရတယ်နားလည်လားအဲ့တော့ကိုတို့ကပုံဆွဲပြီးတာနဲ့ပြီးသွားရင်မဟုတ်ဘူးဒီပုံထဲမှာပါတဲ့ဘဲဟိုပြောရမယ်ဆိုတော့ကွာဒီဘဲဥမှာဆိုလို့ရှိရင်ဘယ်နှလုံးပါလဲဆိုရင်ဟို18လုံးလောက်ပါတယ်ဘဲဥပေါင်း18လုံးလောက်ပါတယ်အဲ့တော့ဘဲဥပေါင်း18လုံးရှိကိုမှာ18လုံးရှိရင်အဲ့ဒီဘဲဥ18လုံးအတွက်ဒီလိုမျိုး description 18ခုရေးပေးရတယ်ဟုတ်နော်ရော use case ဆိုတာနဲ့တခါတည်း diagram ဆွဲပြီးရတယ်ပြီးသွားမှာမဟုတ်အဲ့ဒီကို use case ထဲမှာပါတယ်ဘဲဥတစ်လုံးချင်းစီ use case တစ်ခုချင်းစီအတွက်ကိုဒီလိုမျိုး description ရေးပေးရမှာဖြစ်ပါတယ်နော်အဲ့ဒါဘာ model လဲဆိုရင် use scenario based model လို့ခေါ်တယ်ဒီပေါ်မှာကြည့်မယ်ဆိုရင်ဒါကြတော့ဘာလို့ခေါ်လဲဆိုရင် scenario based modeling လို့ခေါ်တယ် diagram နာမည်က use case diagram နော်အဲ့ဒါပြီးရင်ကိုတို့ကဘာ modeling ရှိနေဆိုရင် conceptual modeling ဆိုတာရှိလိမ့်မယ် conceptual modeling ဆိုတာတခြားမဟုတ်ဘူးကိုတို့ကဘာ diagram လဲဆိုလို့ရှိရင်data flow diagram ပေါ့နော် data flow diagram အဓိကအပြင်ဒီ system မှာဘယ်လို data တွေကဘယ်သူစီကနေဘယ်သူစီကိုစီးဆင်းသွားတယ်ဆိုတာတွေကိုပြတာမျိုးပေါ့နော်အဲ့တော့ conceptual modeling ထဲမှာဘာတွေနောက်ထပ်ပါရှိအောင်လဲဆိုလို့ရှိရင်ဒီ entity relationship model ER model အကြောင်းပါလိမ့်မယ်အဲ့ဒီ ER model ကိုကိုတို့က notation ကြိုက်တာသုံးလို့ရတယ်တကယ်တမ်း project ရေးပြီဆိုရင်တော့ကြိုက်တဲ့ notation သုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီ DMSC မှာကျတော့ဘာပဲသုံးလိုက်မလဲ Crofy ပဲ teacher တွေကတင်လိုက်မယ်အဲ့တော့ project မှာလည်း Crofy ပဲသုံးရဖို့များတယ်အဲ့တော့အရင်တော့ဒီ database တုန်းကဆိုလို့ရှိရင် database ဘာသာရပ်ထဲမှာဆိုရင်ဒီလိုဒီ notation နဲ့တင်ခဲ့ဟုတ်တယ်မလား relationship set ဆိုလို့ရှိရင်ဒီလို diamond နဲ့ပြရတယ်တို့ပြီးလို့ရှိရင်သူ entity solution ဒီလိုဟာနဲ့ပြရတယ်တို့အဲ့လိုမျိုးတွေသုံးခဲ့တာဟုတ်တယ်နော်အဲ့တော့ဒါပါလဲဆိုရင် ER model ပါရမယ်အဲ့ပြီးလို့ရှိရင်ဒီ ER ရဲ့ပြန်ပြီးတော့ဗောနော်ဒီ ER diagram ကိုပြန်ပြီးရှင်းထားတဲ့ရှင်းလင်းချက်တွေပေါ့နော်ဒီမှာဆို entity ကဘယ်လိုထွက်ပါတယ်ဒီ relationship တွေကဘယ်လိုမျိုး relationship set တွေကဘယ်လိုထွက်လာပါတယ်ဆိုတာတွေရှင်းဖို့လိုတယ်အဲ့ဒါပြီးရင်ဘာပါမလဲဆိုလို့ရှိရင် class modeling
ပါမယ်ဆိုတော့ class modeling ဆိုလို့ရှိရင်ကိုတို့ကဘာနဲ့သွားပြီးဘာကိုကြည့်ပြီးဆွဲရမှာလဲဆိုရင်ပေါ်မှာဆွဲခဲ့တဲ့ ER diagram ကိုကြည့်ပြီးတော့မှဆွဲရမှာဖြစ်ပါတယ်အရင်တော့မှတ်မိလားSE project လုပ်တော့ဆိုရင် use case class sequence 3ပုံကိုတက်စီဆွဲခဲ့တာဟုတ်တယ်နော် use case တက်ဆွဲတယ် sequence တက်ဆွဲတယ် class ကိုတက်ဆွဲတယ်အခုအဲ့လိုမရတော့ဘူးအခုညီလေးညီမလေးတို့ဆွဲလိုက်မယ် class diagram ဟုတ်နော်ကြည့်ဒါဆိုလို့ရှိရင် class diagram ဒီ class diagram က ER diagram နဲ့ထပ်တူညီနေရမယ်တနည်းအားဖြင့်ထပ်တူညီပြီးတော့မှဒီ ER diagram ကိုအခြေပြုတဲ့ diagram ဖြစ်ရမယ်ဆိုလိုတာက ER diagram မရှိဘဲနဲ့ analysis class ဆိုပြီးတော့မှ class diagram တန်းထွက်လာစရာအကြောင်းမရှိဘူးเนาะအဲ့ဒီခါကျလို့ရှိရင်မှားတယ်လို့ပြောလို့ရတယ်တကယ်လို့ကိုကဒီ ER diagram ကြော်ပြီးတော့မှ analysis class ဆိုတာကိုဆွဲလိုက်မယ်ဆိုရင်လေအဲ့တော့ဒီနှစ်ခုကဘာကွာလဲဆိုလို့ရှိရင်ဒီ ER diagram မှာကြတော့ဘာတွေပါလဲသူကဘာတွေပဲပါလဲဆိုလို့ရှိရင်ဒီဘယ် entity တွေရှိတယ်ဘယ်လို attribute တွေရှိတယ်ဆိုတာပဲပါတာတနည်းအားဖြင့်သူက data ဘိုင်းပဲပါတာအခု analysis class ပါလာပြီဆိုလို့ရှိရင်ကိုတို့က data ဘိုင်းရှိတယ် function ဘိုင်းရှိတယ်ဟုတ်နော်အဲဒါကြောင့်ကိုတို့က class တစ်ခုစီတိုင်းပါဆိုရင်သူက data ဘိုင်းရဲ့အောက်မှာ function ဘိုင်းအခုကိုတို့ project တုံးကကြတော့ဒီအောက်မှာသူက function တွေမပါတဲ့တော့ကိုကထည့်မထားအဲ့တော့ကဒီ analysis class မှာဆိုရင်ER diagram မပါဘဲနဲ့မဆွဲရအောင်เนาะ ER diagram ကလည်းသူ့ဟာသူဆွဲချင်တယ်လို့ဆွဲထားတယ် class diagram ကလည်းဖြစ်ချင်တယ်လို့ဖြစ်ထားဆိုအဆင်မပြေဘူးဟုတ်နော် ER ကိုကြည့်ပြီးတော့မှ class modeling ဆိုပြီးတော့လုပ်ရတာပါဟုတ်ပြီနော်ဆိုတော့အဲ့ဒီ class diagram ကိုလည်းပြန်ပြီးတော့ရှင်းထားတာတွေရေးရလိမ့်မယ်အားကြတော့ဗာလဲဆိုလို့ရှိရင် requirement analysis model ဆိုတာဒီလောက်ဆိုရင်ပြည့်စုံပါပြီအဲ့တော့အခုလောလောဆယ်တော့တိတ်ပြီးတော့စိတ်ထဲထားပြအောင်မှာမဟုတ်သေးဘူး project အကြောင်းတိတ်ပြီးတော့teacher တွေလည်းအဖွဲ့တွေပါမခွဲခိုင်းသေးဘူးထင်တယ်ဟာနော်အဲ့တော့ project တကယ်စလုပ်ရတော့မယ် DMSC ဆိုပြီးလုပ်ခိုင်းပြီဆိုလို့ရှိရင်ဘယ်လိုရေးရမှန်းဘယ်လို report တွေရေးတော့မယ် diagram တွေစပြီးတကယ်ဆွဲရတော့မယ်ဆိုရင်ဘာလုပ်ရမှန်းမသိဖြစ်ဖို့များတယ်အဲ့ဒီခါကျလို့ရှိရင်ဒီ format လေးတိုင်းသုံးချင်ရင်သုံးလို့ရပါတယ်ဒါဒီ diagram တွေပေါ့နော်ဒီ diagram တွေဒီ flow တွေဒီပုံစံလေးတွေတိုင်းသွားချင်သွားလို့ရပါတယ် teacher တွေကတော့ပေးကောင်းပေးပါလိမ့်မယ်အဲ template တို့ပါတော့ဗောနော်ဒီ format တိုင်းရေးခဲ့ဆိုပြီးတော့အဲ့ဒါတွေသုံးမယ်ဆိုရင်လည်းသုံးလို့ရတယ်ဟုတ်ပြီနော်ဒါကတော့ example ပြတာဖြစ်ပါတယ်အဲ့တော့က SE ဆိုတာကပုံဆွဲစာချက်ဆိုတာမဟုတ်ပါဘူးနော် concept နားလည်ရမယ် diagram တွေဆွဲတတ်ရမယ်အဲ့တော့ဟုတ်ပြီကိုတို့ဒီ DMSC ပြီးသွားပြီ sem4 ပြီးသွားပြီ sem5 ရောက်လို့ရှိရင်ဘာသင်ရမလဲဆိုတော့နောက်ထပ် step တစ်ခုအနေနဲ့ design modeling ဆိုတာကိုသင်ရလိမ့်မယ်အခုကိုတို့ခုနပြခဲ့တဲ့ဒီ project စာအုပ်ထဲမှာဆိုရင်တွေ့မှာပါကိုတို့ဒီ requirement analysis model ဆိုတာကြီးပြီးသွားတယ်ချက်ချင်းဘာစရလဲဆိုတော့ design modeling ဆိုပြီးစရတယ်အဲ့တော့ design modeling ဆိုတာနည်းနည်း intro ပြောရမယ်ဆိုလို့ရှိရင်ရှေ့မှာဆွဲခဲ့တဲ့ use case class sequence data flow เนาะ data flow ပြီးလို့ရှိရင်ER အဲ့ဒီဟာတွေကိုကြည့်ပြီးတော့မှ diagram ကိုမှ detail တွေဆွဲရတာဒီ level ရောက်ပြီဆိုလို့ရှိရင် class တောင်မှဘာတွေထည့်ရပြီလဲဆိုလို့ရှိရင်ဒီလိုမျိုးသူ့ရဲ့ attribute နာမည်ပဲထည့်ရမှာ data type တွေပါထည့်ရပြီတွေ့လားဘယ်ဟာတော့ string ဖြစ်ပါတယ်ဘယ်ဟာတော့ text ဖြစ်ပါတယ်ဘာတော့ decimal ဖြစ်ပါတယ်အဲ့လိုမျိုးကိုက design ဒီ detail တွေစပြီးတော့ထည့်ရပြီဘယ်လို component တွေကဘယ်လို component တွေနဲ့ဒီလိုမျိုးချိတ်ဆက်ပြီးအလုပ်လုပ်မယ်ဆိုတာမျိုးတွေကိုစပြီးတော့စဉ်းစားရပြီအဲ့တော့အခုညီလေးညီမလေးမြင်နေတဲ့ sequence diagram ကအရင်တုန်းကညီလေးညီမလေးကိုယ်တိုင်ဆွဲခဲ့တဲ့ sequence diagram နဲ့တူတယ်ဒါပေမဲ့ analysis level မှာမရှိဘူးဒါ design sequence လို့ခေါ်တယ်ဘာကြောင့် design sequence လို့ခေါ်လဲဆိုရင်ကြည့်ကိုတို့ message ခေါ်ထားတဲ့ဒီ message တွေမှာကြည့်လိုက် route နာမည်တွေပါတယ်ပြီးတော့သူခေါ်တဲ့ဒီ method နာမည်တွေပါတယ်ပေါ့နော် method နာမည်တွေ found တွေဆိုလိုတာဒီဟာကိုကြည့်ပြီးတာနဲ့ချက်ချင်း coding ရေးလို့ရတယ်ဒီမှာဆိုလို့ရှိရင်ဒီ urls.py ဆိုတဲ့ file ကနေမှဒီ views.py ဆိုတဲ့ function ကိုထဲကနေ sign in ဆိုတဲ့ function လေးကိုသူကလှမ်းခေါ်မယ်အဲ့ဒီခါကျရင်ဒီ function ဆိုတဲ့ဟာလေးက login file ကိုသူက register user တွေကိုပို့ပေးမယ်အဲ့လိုမျိုးကိုတော့ design တွေသေချာဆွဲတာ
ဒီချိန်မှာကိုတို့ကုတ်မရည်သေးဘူးနော်ဒီ design diagram ကိုကိုတို့ကကုတ်ဒီလိုမျိုး design ဆွဲပြီးပြီဆိုမှပဲဒီလိုမျိုးပုံဆွဲပြီးတော့မှအဆင်ပြေပြီဆိုမှအဲ့ဒါကို coding နဲ့ချရည်တာအဲ့တော့ design modeling နောက်ဆက်မှာသင်ရမယ့်ဟာဒီပါလဲဆို coding ချက်ချင်းရေးလို့ရအောင်ကူညီပေးတဲ့ step တစ်ခုလို့ပြောလို့ရတယ်အဲ့တော့အဲ့ဒါပါလဲဆိုရင် design modeling အဲ့တော့ပြန်ပြီးနှစ်ချက်အောင်မယ်ဆိုရင် coding ရေးကနီးပေါ့ coding ရေးဖို့အတွက်ကိုမှချက်ချင်းအထောက်အကူပြုစေတဲ့ပုံကိုဆွဲနိုင်တာအဲ့ဒါ design modeling လို့ခေါ်တယ်ဒါပေမဲ့အကြောင်းမှာဟိုတတ်ထားတဲ့နာမည်ကတော့ဗာလဲဆို design and architecture of UML လို့ခေါ်တယ် UML ဘာသာဆိုလို့ရှိရင်အဲ့ဒါ teacher Q site UML project ဆိုလို့ရှိရင်ပုံတွေကိုလုံးဝ detail အကျဆုံးဆွဲပေးရမှာဖြစ်ပါတယ်အဲ့တော့ဒါကဘာသာရဲ့အကြောင်းပေါ့နော်အပြီးရင်ဆောင်းရရှောင်းလေးတွေပြောပါမယ်ဆိုတော့နံပါတ်1ချက်ဘယ် concept ကိုမှအလွတ်ကြီးအတက်လွတ်ကြီးအလွတ်မချက်ပါနဲ့ချက်တူနှုတ်တိုင်မချက်ပါနဲ့စာတကယ်နားလည်မှာပဲအများကြီးဟိုအခွန်း100ပြောသားလို့100စလုံးနားမလည်လေကိစ္စမရှိဘူးအဲ့ဒီထဲကမှ2ခွန်း3ခွန်းလောက်ကိုတကယ်နားလည်ဖို့အရေးကြီးတယ်ကိုယ်တိုင်လဲဆရာမအကြောင်းအရာ10ခုပြောလိုက်ရှင်10ခုစလုံးမမှတ်မိပါဘူးအဲ့ဒီထဲကမှ2ခု3ခုလောက်ကိုမှတ်မိတယ်အဲ့လိုမျိုးမှတ်မိတကယ်နားလည်ပြီးမှတ်မိဖို့ပဲလိုတယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင်အကုန်လုံးမေးခွန်းထုတ်ဒီချက်ဒီ slide ကြီးရှေ့မှာရှင်းနေတယ်အဲ့ဒီ slide ထဲဟာဘာကြောင့်လဲပေါ့နော်ဒီချက်ကဘာတွေပြောနေရလဲဘာဖြစ်လို့ဒီစာကြောင်းကဟိုဒီအကြောင်းကိုပြောနေရတာလဲပေါ့နော်ရှေ့တုန်းကဘာတွေပြောခဲ့လဲဟိုဒီချက်ကတော့ဒီအကြောင်းတော့ပြောတာဟုတ်ပြီတကယ်တမ်း coding ရေးတော့မယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ရမလဲပေါ့နော်ဘယ်လို step တွေနဲ့စရရမယ်အဲ့လိုမျိုးမိခွန်းတွေထုတ်တတ်ရမယ်အဲ့ဒါမှပဲကိုကအဖြေရှာနိုင်မှာအပြီးလို့ရှိရင်ကိုတို့ SE concept တွေကကြတော့များသောအားဖြင့် textbook ဖတ်လို့ရှိရင်လည်းစာပိုက်တွေများတယ် slide တွေကြည့်မယ်ဆိုလို့ရှိရင်လည်းစာတွေကများတယ်အခုဆိုလို့ရှိရင်လည်းစာထိုင်ဖတ်ပြတဲ့ပုံစံဖြစ်နေပါတယ်ဟုတ်တယ်မလားဒီpresentation တခုလုံးကပြီးတော့ရေးရတဲ့ဒီ project material တွေကလည်းပုံကလွယ်ကျန်တာတွေကပါလဲဆိုစာပိုက်ကြီးတွေကြီးပဲဟုတ်တယ်မလားစာပိုက်ကြီးတွေကြီးပဲအဲ့တော့ကကို learning လုပ်တဲ့အခါကျရင် SE major ကကြတော့ dense paragraph တွေပဲနဲ့အရင်ရင်းနှီးမှအဆင်ပြေမယ်အဲ့တော့စာပိုက်တွေဖတ်ပြီးတော့မှကိုအဲ့လိုမျိုး study လုပ်တဲ့ခါကြလို့ရှိရင်လိုရင်းကိုမြန်မြန်ရှာဖတ်နိုင်အောင်လေ့ကျင့်ထားရမယ်အဲ့တော့စာပိုက်ထဲမှာသူကရှင်းနဲ့သူဖတ်တဲ့သူရေးတဲ့အတိုင်းကိုကဖတ်ရင်းနဲ့လမ်းပြောက်သွားမျိုးမဖြစ်ပါစေနဲ့နော်အဲ့တော့အဲ့လိုမျိုးမဖြစ်ရအောင်ခုနလိုမျိုးဖတ်ရင်းနဲ့လမ်းပြောက်တာမျိုးမဖြစ်ရအောင်အများနဲ့ကိုကမျက်ခြေမပြတ်ဒီ main message ပါ main message ကဘာကိုပြောချင်တာလဲအဲ့ဒါကိုတင်တဲ့ဘာသာကလုံးဝဟိုချိတ်ဆက်မှုအရန်အားကောင်းတယ်အခုတင်တဲ့ဒီ modeling တွေမရဘူးဆိုရင် UML မှာအသစ်စမ်းတွေဖြစ်သွားမှာ UML မှာအဆင်ပြေမှာမဟုတ်အဲ့တော့တစ်ခုနဲ့တစ်ခုကချိတ်ဆက်မှုအားကောင်းတာဖြစ်တဲ့အတွက်ဟိုဒီ chapter ကိုတက်နောက် chapter ကိုတက်ဆိုပြီးတော့အဲ့လိုမျိုးတီးခြားစီမလုပ်ပါနဲ့တီးခြားစီဆိုပြီးတော့မတက်မှတ်ပါနဲ့ isolate မလုပ်ပါနဲ့အဲ့လို့ရှိရင်ကျောင်းရာတစ်ခုတင်ပြီးတိုင်းကိုတင်ဘူးတဲ့ကျောင်းရာတွေနဲ့ပြန်ပြီးတော့ချိတ်ဆက်ကြည့်ဥပမာဒီနေ့ဆရာမကဒီ data flow တင်သွားတယ်အဲ့တော့ data flow နဲ့ပတ်သက်ပြီးငါအရင်တော့ဗာလေးဒီ data flow နဲ့ပတ်သက်ပြီးတူတဲ့ဟာပေါ့ဘာတွေတင်ခဲ့ဘူးလဲဆိုပြီးပြန်ပြီးစဉ်းစားကြည့်flow chart တင်ဘူးတယ် flow chart ထဲမှာမှကိုတို့ကဒီ parallelogram ဆိုလို့ရှိရင်ဘာနဲ့ပြထားတာဘာကိုကိုစားပြုတာ rectangle ဆိုရင်ဘာကိုကိုစားပြုတာဒါပေမဲ့အခု data flow ထဲမှာဆိုရင်တော့သူကမြားနေပဲကိုစားပြုရအဲ့လိုမျိုးပြန်ပြီးတော့ချိတ်ဆက်ပြီးတော့စဉ်းစားကြည့်နော်ကိုအခုတင်ပြီးသားဟာနဲ့အရင်တော့တင်ဘူးတဲ့ဟာကိုပြန်ချိတ်ပြီးတော့မှစဉ်းစားပါအထူးသဖြင့်ဒီဘာသာရဲ့အတွက်ဆိုလို့ရှိရင်ပုံအတိုင်းပဲဒါတာမန်ပုံပါပဲဆိုပြီးတော့မယူစေချင်ဘူးအခုဆွဲရမယ် data flow တို့နော်ပြီးတော့ ER diagram တို့အဲ့ဒါတွေဒီ software engineering process မှာတကယ်ကိုအရေးကြီးတယ် ER diagram ဆိုတာကနော်တခြားဒီ diagram ပေါင်း16000မဆွဲရင်နေ web developer တွေနော်ဒီ UI UX developer တွေအဲ့ဒါတွေအကုန်လုံးက ER diagram တပုံကိုတော့ရအောင်ဆွဲကြတယ်အခုအားလုံးဒါဒီ senior အကိုကြီးမကြီးတို့လိုက်ပြီးမေးကြည့်တာဟိုဟာဒီ modeling နဲ့ပတ်သက်ပြီးတော့လို့ diagram ပေါင်း16000ကိုတို့တင်ရတယ်အဲ့ဒီထဲမှာမှအသုံးဝင်ဆုံးတပုံကိုပြောပြပါဆို ER diagram လို့အားလုံးကပြောကြတယ်ဘာလို့ဆိုတော့ ER diagram မကောင်းလို့ရှိရင်ဒီ system ထဲမှာဘာတက်ရှိတက်မဲ့ dress sheet အရာဝတ္ထုတွေကိုကိုတို့ကကိုစားပြုရမှန်းသိမှာမဟုတ်
နော်အဲ့တော့ ER diagram ဆိုလို့ရှိရင်တကယ်အသုံးဝင်တယ် data flow ဆိုလို့ရှိရင်လည်းတကယ်အသုံးဝင်တယ် diagram တွေဖြစ်ပါတယ်အဲ့ဒါကြောင့်ဒါပုံမဲ့အဖြစ်သဘောဆိုပြီးတော့တတ်မှတ်လိုက်မှာစိုးတယ်ပေါ့နော်အဲ့တော့စာမေးပွဲအတွက်ပဲဆွဲရတဲ့ diagram တွေမဟုတ်ပါဘူးတကယ်အသုံးပြုပါတယ်ပြီးလို့ရှိရင်ဒီ SRS နဲ့ analysis model ဆိုတာကတိကျစီမဖြစ်ရအောင်ဒီ analysis model ထဲမှာဆွဲတဲ့ပုံတွေကဘာကိုကြည့်ပြီးဆွဲရတာဖြစ်ရမလဲဆို SRS ကိုကြည့်ပြီးဆွဲရတာဖြစ်ရမယ်။ဘာလို့ဆိုတော့ SRS ထဲမှာက customer requirement တွေရှိတယ်။customer ပြောထားတဲ့ငါဒီ function တွေလိုချင်တယ်ဒီလို requirement တွေလိုချင်တယ်လို့ပြောထားတဲ့ဟာကိုတို့ကဘာလုပ်ရမလဲ analysis model မှာပုံဆွဲရမှာ။အဲ့တော့ user လိုချင်တာကဥပမာ login feature ဟုတ်ပြီ။အဲ့ဒီ login feature မှာကိုတို့က user ရှိမယ်ပြီးလို့ရှိရင်ဘယ်လို class တွေရှိမယ်ပြီးတော့ဘယ်လို sequence တွေရှိမယ်ဆိုပြီးတော့ပုံကိုပုံဖော်ပြတာပဲအဲ့တော့ requirement မရှိဘဲနဲ့ requirement ဒီ SRS ကိုမကြည့်ဘဲနဲ့ analysis model ဆိုတာမဖြစ်ပါဘူးအဲ့တော့နှစ်ခုကချိတ်ဆက်မှုရှိရမှာဖြစ်ပါတယ်ဆိုတော့ tips and trick ဆောင်းရှောင်းပြောပြီးပြီဆိုတော့နည်းနည်းအကြံပေးချက်လေးပေါ့နော်ဆိုတော့အကြံပေးချက်တွေကဘာလဲဆိုလို့ရှိရင်စာတော့တွားတင်တာပဲနော်အတန်းချိန်တော့တွားတက်တယ်ဒါပေမဲ့ကိုယ့်လက်ထဲမှာဘာမှမရှိဘူးဘာဆိုဘာမှမရှိဘူးအဲ့မျိုးမဖြစ်ပါစေနဲ့ကိုလိုက်ကြည့်ဖို့အတွက် textbook တွေ down ထားပါဖြစ်နိုင်လို့ရှိရင် laptop ယူသွားပါsorry ဒီ ebook တွေပါတယ် teacher တွေပေးမှာပဲအဲ့ဒါလေး down ထားပြီးတော့ teacher တွေသုံးတဲ့ ebook မ down နိုင်ရင်တောင်မှ lecture slide လောက်တော့ down ထားပါနော်ကိုဆိုတခြားလူတွေမပြောကိုဆိုလို့ရှိရင် lecture slide တွေဒီ ebook တွေမှတ်စုတွေအဲ့ဒါမျိုးမပါပဲအတန်းထဲမှာဒီတိုင်းပဲထိုင်မိတဲ့အချိန်တွေဆိုရင်ဘလို့မှ focus လုပ်လို့မရဘူးတခါတည်းအိတ်ငိုက်တာအဲ့လိုပေါ့နော်ဆိုတော့ teaching material တွေ textbook တို့ slide တို့အဲ့ဒါလေးတွေအများတန်းဆင်သင်လုပ်ထားပါအဲ့ဒါမှကိုကကောင်းကောင်း focus လုပ်လို့ရမှာအဲ့ပြီးလို့ရှိရင်နောက်ထပ်အကြံပေးချင်တာကရှေ့မှာပြောထားတဲ့ order လေးကိုတို့စာပြန်နှွေးတယ်ဆိုရင်ဒီအစီအစဉ်တိုင်းပဲစာနှွေးပါဆိုတဲ့ဟာအဲ့ဒီအတိုင်းပဲကိုတို့တကယ်လို့ set စာတွေလုပ်ဖြစ်တဲ့တင်ပြီးသားစာတွေပြန်နှွေးရဆိုအဲ့ဒီ order လေးတိုင်းလုပ်ဖို့အကြံပေးချင်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်SRS ရေးတယ်ဆိုတာကသူ့မတိုင်ခင်မှာဘာရှိရလဲ problem statement ဆိုတာရှိရတယ်နော် SRS က SE process ရဲ့အစလို့ပြောတာဟောနော် software သမားတွေရေးတဲ့အထဲမှာဒီ SRS ကအစဒါပေမဲ့ customer တွေဘက်ကဘာရေးပေးရလဲဆို problem statement ဆိုပြီးရေးပေးရတယ်အဲ့တော့ problem statement ကောင်းကောင်းရေးနိုင်အောင်လဲကိုယ့်ကိုရေးပြီးတော့မှဘာလုပ်ကြည့်ရမလဲဆိုလို့ရှိရင်အဲ့ဒီ problem statement ကိုကြည့်ပြီးတော့မှကိုယ်ပိုင် SRS နဲ့ကိုယ်ပိုင် analysis model ကိုလုပ်ကြည့်ပါနော်ကို analysis model ကိုလေးစောင့်ကြည့်ပါအဲ့တော့ဒါကတော့လုပ်ဖြစ်ပါလိမ့်မယ်ဘာလဲဆိုတော့ project လုပ်ရမှာဟုတ်တယ်မလားအဲ့တော့ project လုပ်လို့ရှိရင်ကိုယ်ပိုင် problem statement ရေးရလိမ့်မယ်ကိုယ်ပိုင် SRS ရေးရမယ်ကိုယ်ပိုင် analysis model ထုတ်ရလိမ့်မယ်နော်အဲ့တော့ဒီကြောင်းတက်နေတဲ့လူတွေဆိုလို့ရှိရင်တော့မဖြစ်မနေလုပ်ရလိမ့်မယ်တကယ်ဒီထဲမှာဒီ set စာတွေသမားအပြင်ကနေလာပြီးတော့နားထောင်နေလို့ဆိုလို့ရှိရင်ကိုယ့်အနေကို problem statement လေးရေးကြည့်ပါဆိုလိုတာကိုရေးတဲ့ software ပေါ့နော်ကိုရေးတဲ့ software ဒီကိုဖန်တီးတဲ့ software ဒီအားရလို့အပြင်းပြေထိုင်ရေးတဲ့ဟာမဟုတ်ဒီ software ဒီပြဿနာတစ်ခုဖြေရှင်းပေးတဲ့ software ဖြစ်ရမယ်အကြောင်းရင်းတစ်ခုရှိရမယ်အဲ့တော့ဘယ်လိုပြဿနာရှိလို့ဒီ software ရေးရတာပါဆိုတဲ့ဟာကိုဒါ problem statement လို့ခေါ်တယ်နော်problem statement အကြောင်းကိုပြောဖို့ကြံသွားတယ်ဟလားကိုတို့ဒီ project မှာဆိုရှင် problem statement ကဘာအကြောင်းနေပါလဲဆိုရင် problem nature ပေါ့နော်အခုလက်ရှိကြုံနေရတဲ့ပြဿနာတနည်းအားဖြင့်ဒီ software ကြီးကဖြေရှင်းပေးမဲ့အကြောင်းအရာတွေပေါ့နော်ပြဿနာတွေပေါ့အဲ့ဒါတွေကိုကိုတို့ကရေးပေးရတယ်ပြီးလို့ရှိရင်ဒီ software ကနေဘယ်လိုဖြေရှင်းပေးမလဲဆိုတော့ဖြည့်ရှင်းချက်ပေါ့နော်အဲ့ဒါကိုကိုတို့ကဒီ solution ဆိုပြီးရေးပေးရတယ်အဲ့လိုမျိုးဖြည့်ရှင်းပေးတဲ့အခါကျလို့ရှိရင်လည်းဘယ်လိုမျိုးအကန့်အသတ်လေးရှိမယ်ဆိုတာမျိုးကိုတို့ကသတ်မှတ်ပေးအဲ့တော့ပြောရမယ်ဆိုရင်အပိုင်းအဓိက3ပိုင်းပါတယ် problem statement ထဲမှာ problem nature အခုလက်ရှိကြုံနေရတဲ့ပြဿနာအဲ့ဒီပြဿနာကိုဖြည့်ရှင်းမဲ့ solution အဲ့ဒါဒီဒုတိယပိုင်းပြီးတဲ့နောက်အဲ့ဒီ solution မှာဘယ်လိုမျိုး constraint တွေချထားမယ်ဘယ်လိုကန့်သက်ချက်တွေချထားမယ်ဆိုတာပါတယ်အဲ့တော့ဒါပါလဲဆိုရင် problem statement ခေါ်အဲ့တော့ problem statement ကိုကိုယ့်ဟာကိုဖန်တီးရမယ်အဲ့ဒီ problem statement ကိုကြည့်ပြီးတော့မှ SRS ကိုလည်းကိုယ့်ဟာကိုရေးရမယ်SRS အဲ့ဒီ SRS ကိုကြည့်ပြီးတော့မှကိုယ့်ဟာကို modeling ကိုရေးရမယ်ဆိုတော့တွေ့ရနော်ဒီ flow တိုင်းသွားရမှာ
အဲ့လိုမဟုတ်ပဲ problem statement တယောက်ရေးတယ် SRS ကတယောက်ရေးတယ် modeling ကတယောက်ဆွဲတယ်ဆိုအဲ့လိုမဖြစ်ဘူးနော်ဒါသူ step by step သွားမှာပြီးတဲ့နောက် SRS ရေးတဲ့အခါကျလို့ရှိရင် format ကအမျိုးမျိုးရှိတယ် IEEE format တော့နော်ပြီးလို့ရှိရင်ဟို ISO format တော့အဲ့ဒါမျိုးတွေမျိုးမျိုးရှိတယ်ဒါပေမဲ့အဲ့ဒါတွေဒီဟို NGO တွေထုတ်ထားတဲ့ဒီ format တွေကအရန် session တွေများလုံးတယ်ဆိုလိုတာကျောင်း project လို့ project အသေးစားလေးအတွက်ကိုအရန်များလုံးအားကြီးတာပေါ့နော်ရှိတယ်အဲ့တော့တချို့ session တွေအသုံးဝင်အဲ့တော့ဖြစ်နိုင်ရင်ဟိုအကြံပေးချင်တာ Rajib Moore textbook တွေကပေါ့နော်ဒီ fundamental software engineering ဆိုတဲ့ဒီစာအုပ်အစိမ်းတွေက format လေးကိုသုံးစီချင်တယ်အဲ့ဒီ format ကဘယ်လိုပုံစံလဲဆိုရင်အခုကိုရေးထားတဲ့ပုံစံဒီမှာ functional requirement တွေဆိုရင် functional requirement ရဲ့သူ့ရဲ့နာမည်ပါတယ်ပြီးလို့ရှိရင်သူ့ရဲ့ description ပါတယ်ပြီးတော့သူ့မှာ input ပါတယ် output ပါတယ်ဒီပုံစံလေးနဲ့ရေးထားတယ်ဘယ်လောက်ရှင်းလဲဟုတ်တယ်နော်အဲ့တော့တခြား notation တွေဒီတခြား template တွေမှာဆိုရင်အဲ့ဒါကိုရှည်လျားထွေပြရေးထားတာတွေတော်တော်လေးရှုပ်တယ်အဲ့တော့ဒါ Rajib Moore ရဲ့ format လေးတိုင်းဖြစ်နိုင်ရင်တော့သုံးပေးပါအဲ့တော့အားလုံးကိုဒီ DMSC နဲ့ပတ်သက်ပြီးတော့အရာအားလုံးကိုနှစ်ချုပ်ရမယ်ဆိုလို့ရှိရင် diagram တိုင်းရေးပါပါတယ်အဲ့ဒါပါပဲ okay အဲ့တော့ကဒီနောက်ဆုံးအနေနဲ့ပြန်ပြီးနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်တော့ software တွေကအားလို့ရလို့ရေးနေကြမှာမဟုတ်ပါဘူးစီးပွားရေးလုပ်ငန်းတွေကလိုအပ်တယ် company တွေကလိုအပ်တယ်စိုးရတွေကလိုအပ်တဲ့လိုအပ်ချက်ကြောင့်ရေးရတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုအပ်တဲ့လိုအပ်ချက်တွေကိုဘယ်မှာရေးရလဲဆိုရင် SRS ထဲမှာရေးရတာဖြစ်တယ်အဲ့တော့ SRS မကောင်းရင် model ကောင်းမှာမဟုတ်အဲ့တော့ modeling မကောင်းဘူးဆိုရင် coding လည်းကောင်းမှာမဟုတ်အဲ့တော့ coding မကောင်းမှတော့ကိုဖြည့်ရှင်းခြင်းတဲ့ပြဿနာဘယ်လိုလို့အဆင်ပြေမှာလဲဟုတ်တယ်မလားအဲ့တော့ကဒီလိုမျိုး coding ကောင်းဖို့အတွက်ဆိုလို့ရှိရင်နော် SRS လည်းကောင်းခဲ့ရမယ် modeling ကလည်းကောင်းခဲ့ရမယ်အဲ့ဒါကြောင့်အခုဆွဲနေတာမသုံးဝင်ပါဘူးကွာ SC ဆိုတာဒီပုံလေးကိုနည်းနည်းပါးဆွဲလိုက်စာလေးချက်လိုက်ပြီးဆိုမလုပ်ပါနဲ့အဲ့ဒီချက်စာတွေကိုကိုတကယ်နားမလည်ခဲ့ဘူးဆိုရင် interview ဖြေတဲ့အခါကျရင်ဒုက္ခရောက်မယ်ဘာလဲဆိုတော့ interview ဒီအလုပ်တင်တော်၎င်းတကယ်ဒီ permanent ခန့်သွားပြီးအလုပ်လျှောက်တဲ့ခါကျရင်တော်၎င်းမေးတဲ့ဥစ္စာက coding တီးတဲ့ပဲမေးမှာမဟုတ်ပါဘူးเนาะအဲ့တော့ဒီ engineering နဲ့ပတ်သက်တဲ့ concept တွေမေးတယ်အဲ့တော့ဟို SC မှာချက်စာဆိုပြီးကိုကဒီတိုင်းပဲချက်တွေနှုတ်တိုက်ချက်ခဲ့တဲ့အကြောင်းအရာတွေကိုတကယ်တမ်းနားမလည်ခဲ့ဘူးဆိုရင်အရန်ဖတ်ပါလိမ့်မယ်เนาะအဲ့လိုပဲ modeling ဘက်မှာကိုတော့ဒါဒီတိုင်းစာမေးပွဲအောင်ဖို့အတွက်ပဲဆွဲရတဲ့ပုံတွေပါဆိုပြီးတော့သင်သေးခဲ့မယ်ဆိုရင်ဒီ diagram တွေကဘယ်လိုမျိုးပြဿနာဘယ်ပြဿနာတွေဖြေရှင်းပေးတယ်ဆိုတာကိုသိမှာမဟုတ်တော့အဲကြောင့်တကယ်အသုံးဝင်တဲ့ဟာတွေဖြစ်တဲ့အတွက်ကောင်းကောင်းလေးသင်ကြပါဆိုတော့ဒီနေ့ presentation ကတော့ဒီလောက်ပါပဲအဲ့တော့မိကုန်းနေရှိလို့ရှိရင်မေးလို့ရပါပြီဆွေးနွေးလို့ရပါပြီရှိကြသေးလားရှိသေးတာအဲ့တော့ကဒီချင်တာရှင်းပေးလို့ရပါပြီခင်ဗျာညီမတော်တာမော်ရောအတန်ကြားပြီလားခုနအတန်မကြားရအောင်ဆိုလို့လေဟုတ်ကဲ့ကြားပါလေရှင်ဟုတ်ကဲ့ပါတော့ကဒီ concept နဲ့ပတ်သက်ပြီးပါလေမေးချင်ပါလေဒီ sem 4တွေအနေနဲ့ဆိုလို့ရှိရင်လေproject လုပ်ဖို့အတွက်ကိုပေါ့နော်ဒီ sem 4 SC project လုပ်ဖို့အတွက်ကိုSRS ရေးရမယ် requirement analysis model စောက်ရမယ်ဆိုပြီးပြောခဲ့တယ်အဲ့တော့ဒီဟာတွေအတွက်ကိုမှဘယ်လိုရေးရမလဲဘယ်လိုအပိုင်းလေးတွေပါမလဲဆိုတာသိချင်တယ်reference အနေနဲ့ယူချင်တယ်ဆိုရင်ဒီအကိုခုပြခဲ့တဲ့ဒီ project စာအုပ်ပေါ့နော်အဲ့ဒါလေးကိုအကိုပေးပါမယ်တောင်းလို့ရပါတယ်အဲ့ဒါလေးကိုပေးမယ်အဲ့လိုမှမဟုတ်ဘူးကိုတကယ်လို့ဒီလိုပေါ့နော် reference နဲ့ဖတ်တာတဲ့အားမရဘူးကိုကဒီဟာကိုပါတခါတည်းသုံးကျင်တယ်ပေါ့ဆိုလိုတာဒီလိုမျိုးတချို့စာသားတွေဆိုရင်ကိုက project report ရေးရဆိုရင်တက်ခါတလဲလဲပြန်ရေးနေရတာရှိတယ်ဟုတ်တယ်မလားဟိုဘယ်လိုခေါ်မလဲ filler words တွေပေါ့နော် filler word တွေဆိုလိုတာဥပမာsystem scope ကိုရေးတော့မယ်အဲ့ဒီခါကျလို့ရှိရင်တကယ် scope အကြောင်းမပြောခင် system scope ဆိုတာကဘာတွေအကြောင်းကိုပြောပါတယ်ဥပမာဒီမှာ system scope ဆိုတာဘာလဲဆိုလို့ရှိရင်ဒီ system ကဘယ်လောက်ထိဘယ်တိုင်းတာထိ
ဖြည့်ရှင်းပေးရစသဖြင့်အဲ့လိုမျိုးလေးပြန်ပြီး definition ဖွင့်ပြနေရတဲ့စာသားတွေဆိုရင်ဒီဟာခါနဲ့တန်းသုံးကျင်တယ်ဆိုရင်လည်းကိုကဒါကို word file အနေနဲ့ပေးပါမယ် PDF file မဟုတ်ဘဲနဲ့ word file အနေနဲ့ပေါ့နော် okay အဲ့တော့ကဒီဟာလေးတွေပေါ့ဆိုတော့ဒီစာအုပ်ကိုသုံးကျင်လို့ရှိရင် reference အနေနဲ့ကြည့်ပြီးသုံးကျင်လို့ရှိရင်ပေးပါမယ်အဲ့တော့တခြားမေးရရှိလားဒါမှမဟုတ်ညီလေးအောင်မြင့်မြတ်ပဲမေးရရှိမေးမလားဒီနေ့တော့ပို့မေးခွန်းနေရှိမယ်တဲ့အေးနော်ခုနေ့ကပြောထားတယ်တော်တော်များတယ်အဲ့ဒီအကြောင်းအရာတွေပါပဲအဲ့တော့ဆိုတော့က project report နဲ့ပတ်သက်ပြီးတော့ကိုက reference အနေနဲ့ဖတ်ချင်လို့ရှိရင်လည်းပြောပါဒါမှမဟုတ် template အနေနဲ့လိုချင်လို့ရှိရင်သုံးချင်လို့ရှိရင်လည်းပြောပါရပါတယ်။ပြီးလို့ရှိရင်မတည်သေးတဲ့လူတွေအတွက်ပေါ့နော်။ကိုတို့ဒီ SE concept နဲ့ပတ်သက်ပြီးတော့ကိုဟာကို self study လုပ်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကို project အတွက်ပေါ့နော်။ project တော့တကယ်လုပ်နေရပြီကွာဒါပေမဲ့ SE စာတွေမေ့နေတယ်။အဲ့ဒီခါကျလို့ရှိရင်ကိုဟာကိုပြန်ပြီးကြည့်လို့ရအောင် course တစ်ခုဖွင့်ထားပါတယ်တည်ပြီလားအဲ့ဒါပါလဲဆိုရင်ကိုတို့ club မှာကြီးညာထားတယ်အဲ့ဒါပါလဲဆိုတော့ဒီ course ပေါ့နော်ဘယ်လိုမျိုး batch အမျိုးမျိုးဖွင့်နေတင်တန်းတော့မဟုတ်ဒီအကိုတို့ SE concept တွေကိုဒီလိုလေးပေါ့ဒီဘာသာရပ်တွေကိုဘယ်လိုလေးလာမယ်ဆိုတော့ guideline တွေချခဲ့တယ်ဟုတ်တယ်မလားအဲ့ guideline တွေကိုကိုတို့သူ့သက်ဆိုင်ရာ topic လိုက်စီစဉ်ပေးထားတာပဲအခုဆိုလို့ရှိရင်ဒီညပြောသွားတာပါလဲ requirement engineering analysis model ဆိုတော့ DMSE ဆိုတာဒီ module 2အကြောင်းအရာနော် module 2နဲ့ပတ်သက်ပြီးအခုအရင်တုန်းကပထမတစ်ကြိမ်ကိုတို့ knowledge sharing လုပ်ခဲ့တဲ့ V5 တုန်းကလည်းပြောခဲ့ဆိုတော့ဒီဟာရဲ့ video recording ရှိမယ်ပြီးတဲ့နောက် lecture slide အခုကိုသုံးသွားတဲ့ slide ပေါ့နော်ဒီ PowerPoint slide အဲ့ဒါရဲ့ ebook လည်းရှိမယ်နော်အဲ့ဒါလေးလည်းတင်ထားတယ်အဲ့ဒါလေးလည်းတင်ထား lecture slide တင်ထားပြီးရနောက်ခုနကတော့ test book 3ခုပေါ့test book တွေကထွေတူးသွားမရှာခြင်းဘူးကိုက online မှာမရှာခြင်းဘူးဒီမှာပဲ down မယ်ဆိုရင်တစုတစည်းရဲ့ဒီမှာ download လုပ်လို့ရတယ်ပြီးရင် case study အနေနဲ့ပေါ့နော်ကိုတို့ဒီ Sam Forum ကလုပ်ခဲ့တဲ့ project ပေါ့Sam Forum ကလုပ်ခဲ့တဲ့ project ကိုတင်ပေးထားတယ်ပြီးလို့ရှိရင်ကိုတို့ဒီdiagram file ပေါ့နော်ကိုတို့ဆွဲခဲ့တဲ့ use case class sequence data flow အဲ့ဒါတွေပါတဲ့ diagram project ကိုလည်း file ကိုလည်းတင်ပေးထားတယ်အဲ့တော့အခုဒီညပြောခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ recording file တွေ lecture slide တွေ textbook တွေ case study တွေသိချင်ရင်ဒီ course ထဲကိုအခမဲ့ဝင်လို့ရပါတယ်เนาะအခချင်းကိုမရှိပါဘူးကိုယ့်ကိုဝင်ပြီးတော့တုံးလို့ရပါတယ်အခုဆိုလို့ရှိရင်ဒါဝင်ထားတဲ့လူတွေလည်းရှိရပါတော့အခုဆို73ယောက်တောင်ဝင်ထားတယ်အဲ့တော့ကဒါလေးလည်းတခါတည်း sharing လုပ်ပေးတာပါ okay အဲ့တော့မေးစရာမရှိဘူးထင်တယ်အဲ့ဆိုလို့ရှိရင်ဒီညတော့တော့ညီလေးဟို YU ကညီလေးလည်း join တယ်နော်မတွေ့ရအောင်ကြာပြီမင်္ဂလာပါ okay အဲ့ဆိုရင်ဒီညတော့ဒီလောက်ပါပဲတက်ရောက်လာတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်